ယေရှုရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနတ်တလူသာသနာပြုစခန်း၌31ရက်5လ69ခုနှစ်တွင်ဟောကြားတော်မူသောတရားတော်အပြေလို့မနက်ခါရင်တတော်အခုတတော်လာကြပြန်မလားဘာလို့မလို့တော့မရောက်သေးရင်သွားနေရင်အဝေးကြီးပြောင်းငရဲပြီလေရောက်ပူးချင်မှရောက်ဘူးမရောက်ဘူးရင်သွားရင်ငရဲပြီရောသွားမှာလားဟုတ်ဗျာမရောက်ဘူးလို့လာပြောလို့ပြောရတာတို့တွေလည်းတို့အလုပ်တွေရှိသေးတယ်ဗျတို့အလုပ်တွေရှိရကတရားနာခြင်းနဲ့သူတို့ကလာဟောနေရတာဗျဘယ်နဲ့တော့တို့ပဲရင်ခင်ဗျနာမလားကြားရုံပဲလားနာမပါဗျာဟုတ်ကလားဘယ်လိုနာမတော့ဗျာတွဲအောင်နာမပါဟုတ်ကလားဗျာဘယ်လောက်ဆွဲမှာတော့ချင်းအင်းနဲ့ညာဖြစ်ထားတော့ဆွဲပါမလားချင်းအင်းကမခံနိုင်နာပြောရင်ပဲတော့မေ့တော့မမေ့ပါဘူးမမေ့ယုံနေမလားသူကဒီမင်းကဒီလိုပြောရင်မင်းပြောတယ်လို့မဟုတ်အောင်ဆိုငါအရွက်တိုက်ပြီးလို့မကွာဆိုအဲ့လိုဟောမလုပ်ဘူးလားလုပ်မှာပါဗျာကိုကသူပြောတယ်လို့မဖြစ်အောင်အရွက်တိုက်ပြီးလို့မလားမဟုတ်ပါဘူးဗျာလို့လားဟုတ်ကလားဟုတ်ပါဗျာသူကဟိုလာလို့ရှိရင်ဘသူလာဘာတော့ဟိုလောဘမကောင်းကြောင်နင်းတို့ပေါင်းနေတဲ့လောဘကြောင့်နင်းတို့ဒုက္ခရောက်နေတာနင်းတို့လောဘကြောင့်နင်းတို့ပြက်နေတာတို့ဒီလိုပဲပြောလို့ထားတယ်မှန်ပါဗျာနာလားမနာရပါဘူးဟုတ်ဗျာဘယ်မှာနာလို့တော့ဗျာနင်းတို့ဒေါသနဲ့ပေါင်းနေလို့နင်းတို့ဒုက္ခရောက်နေတာမှန်ပါဗျာအဲ့တော့နင်းတို့ဒီဒေါသနဲ့ပေါင်းနေတယ်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဒီလိုပဲပြောတတ်တယ်မှန်ပါဗျာနာလားမနာကြပါဘူးဟုတ်ဗျာပြောတော့နာမလို့လာတာသို့ဘုန်းကြီးကြောင်းသွားလဲဟိုတန်ဃာတော်အားလုံးကဒီလိုပဲတို့ဆိုလွှတ်လိုက်တာမဟုတ်ဘူးလားမှန်ပါဗျာအိမ်ပြင်တော့ဒီတိုင်းပါပဲဗျာလမ်းပြင်တော့ဘယ်နေရာတွေ့တန်ဃာတော်တွေကခင်ဗျားတို့ပေါင်းနေတာမကောင်းနေတဲ့ပေါင်းလို့ခင်ဗျားတို့ဒုက္ခရောက်နေတာဒါဆိုလို့တာမဟုတ်လားမှန်ပါဗျာနာလားနာကြပါပြောမနာဆိုမနာဟုတ်ဗျာဘယ်တော့မှလည်းပြောနာဆိုနာမှလည်းဟုတ်ဘူးမှန်ပါဗျာမှန်ပါတို့ဟိုဥထုံးဖေကြီးတို့ရှိတယ်ထင်တယ်မဟာသိဆရာတော်ဘုရားကြီးလည်းအသက်ရှိတော့တတိတွေလိုက်ပြောတာတယ်မှန်ပါပြောရတယ်နာလားမနာရဆရာတော်ဘုရားကြီးကလံလဲသေးတယ်တို့တော့ဖြုတ်မောင်းဟုတ်တယ်ပြောတယ်ပဲတလံလဲသေးတယ်တို့တော့ဖြုတ်ဘူးကြမှန်ပါတို့နားတင်နေဝေဘူးဆရာတော်ဘုရားကြီးလည်းတို့ပါတော့တို့ဥပိ္ပေပြောတာတော့1305ခုနှစ်ကတည်းကရဟန်းကိစ္စပြီးသွားတာမှန်ပါမှန်ပါအဲ့ဒီက39ခုနှစ်ပြောင်းတယ်လေမှန်ပါဗျာမှန်ပါအဲ့တော့ဘယ်လောက်ကြာတော့ဟဲ့35နှစ်လောက်ကြာတယ်ကြာပါတယ်ဗျာ35နှစ်လောက်အဲ့ဒါပဲကပင်နဲ့နေရာလိုက်ဒီလိုပဲပြောနေထိုးနေတာနာကြလားဟဲ့နာကြပါဘူးဗျာဟုတ်ကဲ့ဥထုံးပဲရောဘယ်နှခါပြောခံရတော့မရင်းပါဘူးနာလားခင်ဗျာနာပါဘူးမနာပါဘူးဟောဗျာဝလူတရားတော်ဘုရားကြီးတက်လက်လမ်းပေးတယ်မှန်ပါနာပါမနာပါဘူးကိုမာဒီတရားတော်ဘုရားငါပြောလို့တော့မောပြီကွာမတတ်နိုင်တော့ဘူးဒီကောင်းကြီးဆက်ပြောဆိုတော့ဘုရားပတိထားပြခဲ့မနာဘုရားပတိရလာပြီးပြောတာပဲမဟုတ်လားတနေ့ဘယ်နှခါလာပြောတော့တနေ့တခါပါဗျာနာလားမနာပါဘူးဘုရားပတိကြီးပဲလံလို့ပြီးမယ်တမပါတို့ကတော့နာမှာလည်းဟုတ်ပါဘူးဘယ်နဲ့တော့ဘယ်တော့နာကြမှာတော့ရရှိနာရမှာပါဗျာဟုတ်ပါမယ်ဗျာနာရမှာပါဗျာတို့သာကြတော့ဘာတော့ဟိုညီတော်အာနန္ဒာကသူကဖျားရှင်ဟောသမျှတရားတွေကိုအကုန်သိရတာသူကိုယ်ရဟောလေသူ့လာပြီးတော့ငါကွာဘသူ့ကိုဘယ်ချိန်ဘယ်နေရာမှာဘယ်လိုဟောခဲ့ပြောခဲ့တယ်မှန်ပါအဲ့ဒါညီတော်အာနန္ဒာအကုန်မှတ်မိတယ်ဟောသမျှတရားတွေလေမှန်ပါဓမ္မခန္ဓာဘောချက်ပေါင်းလေးတော့သူရောသာရဆိုတာဘုရားရှင်ဖီကဟို6000နဲ့2000ရတယ်လို့ဆိုတယ်2000ကအဲ့ဒီဇမတာရိပုတ္တရာတို့ဘသူတို့အဲ့လိုပတိကြီးစီရတယ်လို့ဆိုတယ်ချက်ပေါင်းလေးတော့မှာလေအဲ့ဒါတွေကိုသူ့တန်းကြားလိုက်ရတယ်ကြားတယ်ဆိုနာတာပြောတာမှန်ပါနာတာတခြားကြားတာတခြားတယ်နေမှန်ပါဥပလက်ခိတံမှတ်လိုက်ရမှန်ပါဒါတော့နာတာတယ်နေမှန်ပါပဲနာတာပါဥပဒါရိတံဆောင်းလိုက်ရတယ်ဆောင်းတယ်ဆိုတော့အဲ့ဒီတိုင်းကောင်းတဲ့ထပေါ်တာပြောတာမှန်ပါအဲ့တော့သူကကြားလဲကြားတယ်တဲ့နာလဲနာတယ်တဲ့အဲ့ဒီတိုင်းရဲ့ကိုယ်ရိကောင်းတဲ့ပေါ်တယ်တဲ့အဲ့ဘုရားဟောတဲ့စကားတစ်လုံးကိုသူက3မျိုးလုပ်တယ်ဟဲ့ကြားလဲကြားတယ်နာလဲနာတယ်နာတဲ့အတိုင်းပဲပြန်ပြီးတော့သူပြောသလိုမဖြစ်အောင်
သူပြောနေတယ်ညှို့ထုတ်ပြနေတဏှာကလွတ်အောင်ဒေါသကလွတ်အောင်မာနကလွတ်အောင်ကိလေသာကလွတ်အောင်ဒီလိုမဟုတ်လားအဲ့လိုတော့သူလွတ်ပြသွားတယ်တဲ့သုံးမျိုးလုပ်တယ်ကွဖရာစကားတစ်ခုတို့ကဟောဘယ်နှမျိုးတော့လုပ်တော့တစ်မျိုးပါဗျာနာယုံနာတာပါဟုတ်ပါနဲ့မှန်ပါကြားယုံကြားတာနေမှာပါကြားတာပါဗျာနားတဲ့နေရာကိုဒုတိယအဆင့်မရောက်သေးပါဘူးဗျာမရောက်သေးပါဘူးဗျာအဲ့တော့တို့ကြားလဲကြားပြီးရင်လဲနာပါဦးမှန်ပါဗျာမှန်ပါမှတ်ထားမယ်မှန်ပါဗျာဆွဲအမြဲမှန်ပါမှတ်ထားပြီးဥပါဒါရိတံဆောင်းလိုက်ဦးမှန်ပါဆောင်းသွားအကောင်ထဲပေါ်မှာပြောတာဗျာမှန်ပါဒီလိုလို့လိုက်ကိုလိုလို့လိုက်ဟုတ်ကလားဟဲ့မှန်ပါဗျာအဲ့ဒါမှတို့လေခေါ်ရချုံနာမှာပေါ့မှန်ပါတို့ငေါ်ချုံနာမှာပေါ့မှန်ပါတို့ပိသတိတဲ့လာတာနင်းလေးရလာကြတာမဟုတ်ဖ ೇನೆ ဟိုကြီးရလာကြတာပါအဲ့တော့လာချုံနာမှာပေါ့နာချုံနာမှာပေါ့ဗျာမှန်ပါဟုတ်ကလားဟဲ့မှန်ပါဘယ်လိုတို့ဘူးတို့ပြောတော့တို့စီကိုလာပြီးငုတ်တူစီထိုင်နေဘူးစီတွေရှိကြစကားပြောနေရတယ်လို့ပဲဟုတ်ပြီဘူးဒီတွေရှိကြစကားပြောနေရတယ်အဲ့တော့တို့တရားဘက်ကလွယ်လေးရဲ့ခက်တာတို့ဘက်ကခက်တာဟုတ်ကလားတရားဘက်ကတကယ်လွယ်လေးခက်နေတာတို့ဘက်ကခက်တာပါခက်တော့တရားကိုတရားမှမသိတာနမတိခက်ပဲဟုတ်ကလားအဲ့တော့ဖို့တရားကိုတရားမှမသိရင်တရားနဲ့တွေ့တော့တဲ့လို့မသိပါဘူးသိဘူးမသိသူ့ကိုလက်ခံမှုတရားကမျက်စိကကြည့်လိုက်လေတရားရှိနာကနေဝင်လာလေတရားရှိတယ်နှာခေါင်းကလည်းရှိတယ်ပါးစပ်ကလည်းရှိတယ်ရှားကလည်းရှိတယ်ကိုယ်ကလည်းရှိတယ်ဟုတ်ကဲ့တရားကတရားရှိတယ်ဗျတရားကိုတို့ကတရားမှမသိတာဟုတ်ကလားတရားဆိုသဘောလေးကိုပြောတာတတ္တိလေးကိုပြောတာသဘောတတ္တိလေးငရုတ်ပြီးမှာဟောငရုတ်ပြီးရဲ့သဘောတတ္တိလေးမရှိဘူးလားရှိပါတယ်အဲ့တော့ငရုတ်ပြီးဆိုင်ကငရုတ်ပြီးရဲ့သဘောတတ္တိလေးသိတာအဲ့ဒါတရားသိတာခဲရင်လားမခဲပါဘူးငရုတ်ပြီးကမစားဘူးသူရှိသလားမရှိပါဘူးဘယ်နှခါရှိလို့ငရုတ်ပြီးစားခဲ့လားမရှိသေးပါဘူးဗျာသိပလားငရုတ်ပြီးတရားမသိသေးပါဘူးဗျာအဲ့ဒါတရားမရှိလို့မသိတာလားဒုဘကတရားမှမသိလို့မသိတာလားတရားမှမသိလို့မသိတာပါဟုတ်ကလားဟာတရားဘက်ကရှိတယ်ပြနေတယ်ရှိပါဗျာငရုတ်ပြီးလည်းသူတတိသူပြနေတာမှန်ပါဗျာတညက်သားတော့တို့ပါလေဗျာထညက်ကလည်းချိုးတဲ့တတိပြနေမှာပဲပြနေပါဟုတ်ဗျာထညက်သားရင်ထညက်ရဲ့သဘောတတိပေါ့ကွယ်အဲ့တော့လူချင်းလည်းဒီလိုပဲသူသဘောသူတတိရှိတာပဲမှန်ပါဗျာကျန်တဲ့တက်ရှိသက်မဲ့တွေရောသူသဘောသူတတိသူပြနေတာပဲဟုတ်ကလားအဲ့ဒါတရားမှန်ပါဗျာမှန်ပါစာအုပ်ကြားမှာတရားမရှိဘူးမှန်ပါစာအုပ်ကြားကမှတ်တမ်းနေမှန်ပါသူအခုခေတ်လည်းရှိကြပါလိမ့်မယ်ဆိုင်ရာတွေကသူ့ဆိုင်ရာလေးသူတည်တနာပြုတာလေမှန်ပါဗျာဒါခကမှာသူတည်တနာပြုပြီးရလာတဲ့အချီမှတ်တမ်းလေးတွေရေးထားခဲ့မှန်ပါဗျာအဲ့ဒီတိုင်းဖရာရှင်နဲ့သူကိုယ်တိုင်ထိုးထွင်းသူတည်တနာပြုပြီးဘယ်ဟာကိုသူတည်တနာပြုငါဆိုတာရှိသလားကိုယ်ဘက်ကသူ့ဘက်ကနေတွေ့နေတဲ့ယာတုပေါ့မြဲသလားကောင်းလားပိုင်လားဒါသူတည်တနာပြုတာတယ်မှန်ပါဗျာမှန်ပါဗျာချူတာလေးတစ်ခုတွေ့ရင်တော့မြဲသလားကောင်းသလားပိုင်သလားဒါပဲဒီနေ့မှန်ပါဗျာစတာလေးတစ်ခုတွေ့တော့မြဲသလားကောင်းသလားပိုင်သလားမှန်ပါဒါသူတည်တနာပြုတာမှန်ပါဗျာအဲ့ဒီဟာတွေသူတည်တနာပြုလို့ဒီသဘောတွေဘယ်ခါပြုလိုက်သူ့ရှုွက်ထဲမှာပဲစာရိမတ္တကစနေတာလေပျောက်သွားရွေးပြောက်ရိပ်ပြောက်ပျောက်မှာပဲဟုတ်ကလားအဲ့လိုပျောက်သွားတာသိနေလို့ရှိရင်ဘယ်လိုမြဲတယ်မမြဲဘူးဘယ်သူမေးတရားလို့တည်းမလို့ပါဗျာငရုတ်ပြီးဖြတ်ထားကြလို့ရှာလည်းပြက်နေသေးတယ်မှန်ပါဗျာငရုတ်ပြီးအပူတိုက်တော့ရှာဆွေးကုန်ပြက်တယ်ဟဲ့တို့မအားကောင်းနေတဲ့ယောဂီတယောက်ကလေးတိုးတာလေးတခုမျက်တောင်ကိုတစ်ခါလာပြီးတော့ထိတာမျက်လုံးမှတစ်ဆင်းခန္ဓာကိုယ်တစ်ခုလုံးဟာတင်းတင်းလုံးညံကိုပြက်တယ်မှန်ပါဗျာမှန်ပါဗျာတို့ပါတော့စက္ကန့်တစ်ချက်ကိုယုတ်ကတိ6000မှန်ပါပြက်သွားတဲ့အချိန်ပေါက်လေနံကလေးတသိန်းဒီလိုပြောတာထင်တယ်ဒါကဘုရားရှင်ရဲ့တန်ဝတ္တဉာဏ်တော်နဲ့မို့ခွဲချမ်းပြီးတော့ဝေဖန်ပြနေတာတို့လူဘင်းပြောရင်တော့တဲပုံကြီးတစ်ပုံပေါ်တဲတောင်လောင်းလိုက်သလိုပဲမှန်ပါစဘာပုံတစ်ပုံပေါ်စဘာတောင်လောင်းလိုက်သလိုဘယ်နှလုံးမလို့မသိဘူးကြာတော့ရှင်းနေထင်တယ်မှန်ပါဘယ်နှလုံးတော့ရေတွက်လို့ရလားမရပါဘူးအလုံးတော့ရေတွက်လို့မရဘူးလုံးကြတာတော့ကြားနိုင်မယ်မှန်ပါမှန်ပါအဲ့လောက်ပြက်နေတာဟဲ့မှန်ပါမှန်ပါဒီလိုဆိုရင်အဲ့လိုပြက်နေလို့မမြဲဘူးလို့သိလို့ရှိရင်မိခင်ရဲ့ဖြစ်သူတို့ထုံးပေလို့ပြောတာပါဗျာထုံးပေရဲ့သူတို့
ဒီခိုင်လည်းပြောတာပါဗျာ ရှိလားမိခိုင်ခင်ဗျားသမီးရှိသေးလား မရှိပါဘူးဗျာ ဟုတ်ဗျာပေါက်သွားခေဒီဒီကိုပေါက်သွားပြီရွှေဦးရှင်မလွယ်ပြီလားဟင်ဘယ်လိုလုပ်ဟင်ခင်ဗျားကြောက်ကြောင်ရင်းလားခင်ဗျာဟင်ဟုတ် မှန်ပါဗျာ သူမိခိုင်ကိုရွှေဘူးမမဟုတ်ဘူးလား ရှိပါဘူးဗျာ အဖိုးပြီလား ရှိပါ ရှိမသေးလား ရှိပါ ရှိလား ရှိပါ ခင်ဗျာကျုပ်လာနေပြောင်းနေတာခင်ဗျာဟင်ခင်ဗျာပြောင်းနေတာတိုင်းကမိခိုင်ကနေပြီးတော့လာပြီးအဖေးဆိုရင်ဘယ်လိုလုပ် ထူလိုက်ပါပါ ခင်ဗျာသမီးမဟုတ်ဘဲနဲ့ခင်ဗျာပဲခင်ဗျာသမီးမဟုတ်ဘူးဆိုဟင်ဘယ်လိုတို့ဖခင်ကမမြဲဘူးပြောတယ်တို့မြဲနေတယ် မှန်ပါဗျာ ဟင်ဒီမိခိုင်ကိုတတိပေးလိုက်တဲ့ဖခင်စိတ်ဖခင်ရဲ့ရုပ်ပြီးအဲ့ဒီတစ်စက္ကန့်တွင်ပါသွားပြီ မှန်ပါဗျာ ခုရှိနေတာကအဲ့ဒီမိခိုင်ရဲ့အဖေနဲ့ချွတ်ဆွတ်တူတဲ့နောင်ရုပ်တည်စားထုတ်ဝင်လာတာပဲရှိ မှန်ပါဗျာ ဟင် မှန်ပါဗျာ အဲ့ဒီမိခိုင်ပေးတော့ကအရွယ်လည်းမဟုတ်တော့ ဟုတ်တော့ပါဗျာ မိခိုင်ပေးတော့ကရုပ်လည်းဟုတ်တော့ ဟုတ်တော့ပါဗျာ ဒီလိုပဲမိမိတတိပေးလိုက်တဲ့မိခိုင်ကြီးအဲ့ဒီနေရာမှာပဲပေါ်ချင်းပြီးတာ မှန်ပါ နောက်ဟာကမိမိသမီးမိခိုင်နဲ့ချွတ်ဆွတ်တူတဲ့ရုပ်ဖြစ်နေနောက်ထပ်တိုးလာတာမဟုတ်လား မှန်ပါ ဟင်သူ့ကံကြောင့်တိုးတာလည်းရှိတယ်သူ့စိတ်ကြောင့်တိုးတာလည်းရှိတယ်အပြင်ဥရုကြောင့်တိုးတာလည်းရှိတယ်သုံးနေတဲ့အာဟာရကြောင့်တိုးတာလည်းရှိတယ်ဟင်အဲ့တော့ကံရဲ့အရှင်ဥရုရဲ့အရှင်စိတ်ရဲ့အရှင်အာဟာရရဲ့အရှင်အဲ့ဒီအရှင်တတ္တိရဲ့တိုးလာတာပဲရှိတယ် မှန်ပါဗျာ သူ့မွေးလိုက်တဲ့သမီးတော့မရှိတာမှန်မယ်ဟင်သူ့မွေးပြလိုက်တဲ့ဖက်အေးမအေးတဲ့မရှိတာမှန်မယ်ဟင် မှန်ပါဗျာ ဒါကတို့တကယ်အားထုတ်နေမှဒါသိနိုင်တာပဲ မှန်ပါမှန်ပါ မသိလို့ရှိရင်တော့ဘယ်နဲ့ဟုတ်တင်ဝေကြီးရှိသေးရ မရှိပါဘူးမရှိပါ လိမ့်ညာမင်းဖို့ရိုးဖို့ပါလိမ့်နာတယ်လို့ဒါတော့ဟင်တင်ဝေတိုင်းအမင်္ဂလာတရင်အဖေပြောရမလားဆိုတော့ဟင်တင်ဝေမရှိတော့ဘူးဆိုကျုပ်အမင်္ဂလာတရင်ပြောရမလားလို့တင်ဝေကြီးကကြံလုပ်ပြီးမထင်နဲ့ မှန်ပါဗျာ ဘယ်လိုတော့ မှန်ပါ ဟင်အဲ့ဒါကိုယ်တိုင်မြင်ရမှာကွအဲ့ဒါသူတေသနာပြုတာပါ မှန်ပါ ဟင် မှန်ပါဗျာ အဲ့ဒါသူတေသနာပြုချင်တာအဲ့လိုသူတေသနာပြုပြီးလို့ဘယ်ရာဝတ္ထုမဆိုမျက်စိရှုနေစဉ်အတွင်းပေါ့ကိုရှုလို့တဲ့အရာဝတ္ထုရှုနေစဉ်အတွင်းကိုလျှားတစ်ပြည့်အတွင်းကိုချုပ်သွားလိုက်အတိတ်ပြန်ပေါ်လာလိုက်အရှိရချုပ်သွားလိုက်အတိတ်ပြန်ပေါ်လာလိုက်အဲ့ဒါကိုမြင်နေအောင်ဟင်ကြည့်လို့သိတာကိုဟိုမှာသူတေသနာပြုထားတာသူတေသနာပြုချက်တိုက်မှတ်တမ်းတင်ထားတာဟောထားတာပေါ်ထားတာလေဟုတ်ကလားဟဲ့အဲ့တော့တို့သာဝတ္တရားဟာကမှတ်တမ်းပါတို့တနေ့တနေ့ကိုအာယုံခံစားနေကြတာတွေကအဲ့ဒါတရားတွေကြီးတယ်အဲ့တော့ဒုဘကခက်တာတရားကိုတရားမှမသိတာနမတိခက်တာပဲဟင်အဲ့တော့တရားနဲ့တွေ့ရင်ဘယ်လိုလုပ်ပြီးတော့တို့သိတော့မလို့ဟင်ပြင်နိုင်တော့ရဟိုတို့ရန်ကုန်မှာနေတော့ကရက်ွက်တဲ့တခိုးဝင်မနေ့3နိုင်လောက်ကိုအိမ်တဲ့အိမ်ကိုဝင်ခိုးအဲ့တော့အဲ့ဒီအိမ်ကခိုးတော့နိုးတာပေါ့နိုးတော့ထားတော့တခိုးអော်တာပေါ့တို့တရားပွဲလုံးလိုက်တာဒီသာခွဲမြောက်ပိုင်းကအဲ့တခိုးကဟိုတို့16ရက်ကွက်ကနေပြီးတော့ဇောတိကလမ်းတိုင်းသွားပြည့်အဲ့ဇောတိကလမ်းရောက်တော့သူကလွယ်အိတ်ကလေးနဲ့မိတဲ့အောက်ကအိမ်လေးမပြတ်သွားတာတို့နောက်ကလည်းရတော့တခိုးမှမသိတာတခိုးတော့ထားလိုက်ကြတာအဲ့ဟာတခိုးမှလည်းမသိအဲ့တော့တခိုးနဲ့တော့အဲ့ဒီလူသွားတွေ့တာပေါ့သူကလည်းအလုတ်ဆင်းတဲ့ပုံလေးပြဟင်အဲ့တော့တခိုးပဲသွားတော့သူမိတော့ဟုတ်ပဲသွားတော့တို့လိုက်ကြတော့ဟုတ်ပဲရောက်လို့ဆိုတို့မိမလားတခိုးမိပါဘူး အခုပေါ့ လည်းမိသေးပါဘူးဗျာ ဟင်အဲ့ဒါတခိုးမှမသိဘဲနဲ့လိုက်နေလို့မဟုတ်လား မှန်ပါဗျာ ခုလည်းတို့တရားမှမသိဘဲနဲ့ မသိသေးပါဟင် ဘူးမှန်ပါဗျာ ဟင်ဟိုတော်တာပါဖြစ်ကြည့်သူဘယ်တယောက်ရှိအောင်လည်းညှို့ထောက်အကုန်ထောက်မှာခဏ မှန်ပါဗျာ မထောင်သူတယောက်မှရှိ သိပါဗျာ ဟင်သူတော်တာပါဖြစ်ခြင်းဒါရှုဆိုတော့ မသိကြဘူး ဟင်တရားမှမသိတာဒါတော်တာပါဖြစ်ဖို့ကိစ္စမသိဘူး မှန်ပါဗျာ ဟင် မှန်ပါဗျာ ဟင်သိဦးဗျာအဲ့တော့တို့တရားကိုတရားမှမသိတာဒါနံပါတ်1အခဲ မှန်ပါ တရားမှသိလို့ရှိရင်လေအဲ့ဒီဟာကိုတို့ထမင်းတစ်ထပ်တော့တရားပေါ်ကိုမမသိတာဒုတိယခဲဟင်ထမင်းတစ်ထပ်တော့တို့ဘယ်တော့များငါခံတော့ ခံပါပါဗျာ တရားတစ်တိုင်းကြတော့ပဲနေတော့ဒီကနေ့တော့ဧည့်သည်များသေးလို့ဟင်ဒီကနေ့တော့အလုံးလုံးရတာကတဏီကုံကြီးပင်ပန်းလို့နဲ့ဟင် မှန်ပါဗျာ တရားချတော့ငတ်တယ်ငတ်ခံတယ် မှန်ပါဗျာ ထမင်းတာငတ်မခံဘူး မှန်ပါ အဲ့တော့တို့တရားပေါ်ကိုထမင်းတစ်ထပ်လောက်လိုချင်မလား လို့ကျွန်တော်ယူသေးပါဘူး အဲ့ဒါဒုတိယတို့အခက်ဗျာ မှန်ပါ တရားဘက်ကလွယ်လေးဗျာ မှန်ပါ ဟ
တရားဘက်ကလွယ်တဲ့ဒုဘက်ကခက်တာတရားဘောတရားရဲ့အာနိသင်တရားရဲ့အကျိုးကိုလောကီရဲ့အာယုန်တဲ့အစာပေါင်းများစွာတာလွန်နေဟုတ်ကလားတရားတတိတစ်ခုမိလိုက်ရင်ဒီတဘောရတယ်မဟုတ်ဘူးတန်ត្រာဟိုဘက်တို့အဲ့ဒါဝမယ်ဒီလိုကြိုးသိလို့ရှိရင်ဒီတရားကိုမကြိုးစားဘူးလားတရားအားကောင်းတော့ကြိုးစားလို့တဲ့ဆန္ဒတွေတက်လာလိမ့်မယ်တရားအားကောင်းတော့ကြိုးစားလို့တဲ့ဝရိယတွေတက်လာလိမ့်မယ်ဟုတ်ဗျာအဲ့ဒီဝရိယတွေတက်လာရင်တို့တရားမရဘူးဆိုမရှိဘူးအဲ့တော့တို့တာဝတိပြည်မှာဖျားရှင်လက်ထက်တုန်းကလူဦးရေတကယ်ရှိတယ်ဗျာလူဦးရေတကယ်သွားတို့ဘာဒီမှာပေါ်ရ10တန်းလား10တန်းမှာ3ပုံ2ပုံကြော်လို့သာဆိုပါဗျာအဲ့တော့2ပုံဆိုလို့3ပုံ2ပုံကြော်အဲ့တော့ဘယ်လောက်တော့ဗျာ10တန်းဆိုတော့9တန်းခွဲတဲ့ကြော်ကြော်အဲ့တော့ကြော်မယ်အဲ့ဒါအရာတွေကြီးတယ်ရုပ်သွားဆုံး7နှစ်73နှစ်သာသမီဆိုလို့ရှိရင်တောတာပန်ဖြစ်နေကြပြီတာဝတိပြည်သူပြည်သားတွေဟုတ်ကလားဟင်အဲ့လောက်တရားကလွယ်တာရုပ်သွားဆုံး7နှစ်73နှစ်သာသမီဆိုရင်သူတို့တောတာပန်မတွေဖြစ်ကုန်ကြပြီတောတာပန်လေးတွေဖြစ်ကုန်ကြပြီဟင်တို့ဝိသခါဆိုရင်9နှစ်သမီးလေးနဲ့တောတာပန်ဟုတ်ကလားဟင်အဲ့တော့ဘာဖြစ်လို့ဒီတော့အရိယာတွေများတယ်လို့မေးရင်တရားကလွယ်လုံးလို့ဘယ်လိုလွယ်တော့ကိုလုံးထာကိုကြည့်ကိုအကြောင်းကိုသိဒါပဲထင်တယ်ကိုလုံးထာကိုကြည့်ကိုအကြောင်းကိုသိအဲ့ဒါတရားပဲအဲ့ဒါကြသူတို့မှာတို့ကိုလုံးဥပုရဲ့ရှိတွေလဲလာပြီးမတော့မှာဘူးတဲ့ဗျာဟုတ်ကလားဟဲ့ဥပုရဲ့ရှိတော့မှာဘူးရသူတို့ဟင်ပြီးတော့တို့ရဟန်းဝင်နေကြသလားဟုတ်ပါဘူးရတုံလည်းပါလည်းမရှိဘူးအမြဲလည်းမရှိဘူးဗျာတာဝတိပြည်သူပြည်သားဟုတ်ကလားခုခေတ်တော်သီလရှင်ပေါ့လေရှေ့ခေတ်ကတော့ဘေကုဏီမတွေသူတို့လည်းသိဝင်ရတယ်ကွအဲ့တော့သူတို့ဒီအမျိုးသမီးတွေဘက်ကတော့ဘေကုဏီတွေဝင်နေကြတာဟုတ်ပါဘူးရအခုလိုဟာတွေပဲခုလိုပဲဝန်စားရှားနေကြတာပဲအဲ့တော့သူတို့မှတနည်းကုန်ဘာလို့ကိုလုံးတဲ့အလုပ်ပေါ်ကိုအမှကလေးတင်လိုက်တာပဲဟင်အဲ့တော့လောကီအမှုကိုတော့လောကီမှာရှိနေတဲ့အစွဲယုံနဲ့အစွဲစိတ်ကလုပ်ပါလိမ့်မယ်ဟင်တို့လောကုတ္တကိစ္စတော့တို့ပါတော့မှတ်သိသိနဲ့မှတ်သိယုတ်ကလုပ်ကြဖို့တို့လို့ကိုလို့တို့တာကိုတာခွဲလိုက်ရုံပဲထင်တယ်ဟင်တို့လို့သူလို့တင်ပေါ့ဟင်လောကီပုံသားပြီးလောကီပုံသားအတွက်လုပ်ရလိမ့်မယ်ဟုတ်ကလားဟင်ယောက်ျားဖြစ်ယောက်ျားတောင်းကြည့်အောင်လုပ်ရလိမ့်မယ်မိန်းမဖြစ်တော့ဟောမိန်းမတောင်းကြည့်အောင်လို့ဒီလိုတင်တယ်ဟင်မိဘဖြစ်တော့ဟောမိဘတောင်းကြည့်အောင်လို့သာသမီဖြစ်တော့သာသမီတောင်းကြည့်အောင်လို့အဲ့တော့ပါဗျာမလုပ်ပါဘူးမကြည့်ပါဘူးဗျာတရားအထုလို့ဒါတွေပေးရမလားမပေးရပါဘူးဗျာဟင်သားကိုပဲမခိုင်းပါဘူးငါသားဆိုတဲ့အစွဲလေးငါလေးကိုငါနဲ့သားလေးကိုမတွဲမိအောင်ခိုင်းတာသားဟာသားပါပဲငါဟာငါပဲမဟုတ်လားသမီးလည်းမပေးရပါဘူးဗျာသမီးကသမီးပါဗျာငါကငါပါဗျာအဲ့ဒါလေးသူ့ဟာလေးနဲ့သူဟင်ငယ်လေးချားသွားအောင်ထင်တယ်ဟုတ်ကလားဟင်အဲ့သမီးလည်းမပေးရပါဘူးဗျာလင်းလည်းမပေးရပါဘူးဗျာအဲ့ငါသမီးတဲ့ငါလင်းနဲ့အဲ့ဒီအစွဲလေးပဲခိုင်းတာဟုတ်ကလားဟင်တို့နေတိုင်းပြောနေကြစကားဆိုရင်တော့ခြူတာလေးတော့တို့သုံးရပါတယ်ထင်ရကလေးပဲခိုင်းတာပါမှန်ပါဗျာဟင်အဲ့တော့တို့ထင်ရစားဘူးလားစားဘူးပါဗျာထင်ရစားလို့ရလားမရပါဘူးဟုတ်ဗျာခင်ဗျာစားဘူးတယ်ပြောလို့စားလို့မရဘူးဆိုဘယ်လိုလုပ်စားဟင်ဘယ်နဲ့တော့ဟဲ့ထင်ရစားဘူးရလားထင်ရစားလို့ရသလားခင်ဗျထပ်မေးမှဒုတိယမေးဘူးရပါဘူးဟုတ်ကလားဟဲ့ရှားပေါ်ကိုမင်းထင်ရတက်တလားချိုးတာတက်တလားပါရတယ်ပါဗျာဟင်ရတာကြည့်ရဟုတ်ပါပြီကွာရှားပေါ်မှာမင်းထင်ရကိုဝါမိတလားချိုးတာဝါမိတလားချိုးတာဝါမိတော့ဘယ်မလို့ထင်ရစားရတာချိုးတာဆွဲတာထင်ရမှန်ပါအဲ့တော့စားရတာကိုဆွဲရင်တော်သေးတာပေါ့မစားရဘဲတော့ဆွဲဆွဲတာဗျာမှန်ပါဟုတ်ကလားစားရတာကချိုးတာဆွဲတာကထင်ရစားရတာကချိုးတာဆွဲတာကကြက်ထင်တယ်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာဟင်အဲ့တော့စားလို့ရတာလေးတော့စားရရင်ကျင့်တတ်ပြီမဟုတ်ဘူးလားစားကြတာမှစားလို့ရတာလေစားလို့မရတာလေးတော့ထားဖြစ်ခဲ့သမှာတားလေးထင်ဟင်ကျက်စားလို့ရတာဆိုစားလို့ရတယ်ပြောမှာစားဖို့တလားဆိုစားဖို့တယ်ပဲပြောမှာဟုတ်ကောစားဖို့တယ်ပဲပြောမှာစားလို့ရတာမင်းမရဘူးစားလို့ရတာသူခုနကတို့ပါတော့ဩသာတတိထင်တယ်သူ့ရဲ့ရတာတတိပဲသုံးလို့ရတယ်
အဲ့တော့တို့သုံးလို့ရတဲ့ဩဇာတတ္တိအရာလေးတွေတော့လူဘဝဖြစ်လို့အာယုခံစားဖို့ဗျဟင်မခံစားဘူးမရှိပါဘူးအောင်းဤထားတာမရှိပါဘူးချုပ်တီးထားတာမရှိပါဘူးအမှတ်ကလေးနဲ့သုံးပါသုံးဟုတ်ကလားဟင်ဘယ်ဟာသုံးရုပ်ဓာတ်လေးဖြစ်လဲအမှတ်ကလေးနဲ့ရုပ်တယ်သုံးပဲမထားနဲ့ဟင်တို့မြတ်ဓာတ်လေးဆောင်ရွက်ကြရင်လည်းမြတ်ဓာတ်ရဲ့လို့တလမထားနဲ့မှတ်ခဲ့သားမှာဘယ်လိုမြတ်တယ်ဆိုမြတ်ပုံမြတ်နည်းပြုတ်ရင်လည်းဘယ်လိုရုပ်တယ်ရုပ်ပုံရုံနည်းတို့သာဝတိပြည်သူပြည်သားတွေကအဲ့ဓာတ်တွေမှတ်ထားတယ်မှန်ပါဗျာဟင်အဲ့ဓာတ်တွေမှတ်ထားပဲတဏီကုံသူတို့လုပ်တဲ့အလုပ်တွေကကမ္မထာနေဖြစ်သွားဟင်အဲ့တော့မွေးရှိတဲ့အစွဲယုံနဲ့အစွဲသိတာလည်းပဲသူတို့အိမ်မှုကိစ္စတွေသူတို့ရဲ့တို့ဘာလို့လော်ကီဘုံမှာဆောင်ရွက်ရမယ်ဝန်စားရေးကိစ္စတွေအဲ့ဓာတ်တွေလုပ်ပါတဗျာဟင်ဟောတို့မှတ်သိကလေးနဲ့ကုသတိလေးကတော့အဲ့ဒီအမှဘောကိုတင်းပြီးတော့နောက်ကနေပြီးတော့မှတ်ချက်ကလေးလိုက်ယူပြီးတော့မြဲသလားမမြဲဘူးလားကောင်းသလားမကောင်းဘူးလားပိုင်မလားမပိုင်ဘူးလားအဲ့တော့သူတိတနာလိုက်ပြုနေတာပဲဟင်အစွဲသိကကောင်းတယ်လို့ထင်ကောင်းတယ်လို့ပြောမယ်မင်းဘယ်လိုကောင်းတာတော့မင်းပြောလိုက်ငါမလို့ငါမှတ်ကြည့်တာမယ်သူမှတ်တမ်းယူကြည့်တယ်ဟင်စွဲသိကသူမကြိုက်ထားကြမကောင်းပြောနေနဲ့မင်းမကောင်းပြောလိုက်ငါမလို့မင်းခဏဖယ်သားငါသေးချမှတ်ပြီးတော့သူတိတနာပြုကြည့်တာမယ်တေဝထနေဟင်မှတ်ချက်ကလေးကအစွဲသိပြောတဲ့ဟာလေးနောက်ကမှတ်ချက်ကလေးတင်းပြီးလိုက်တုံးတာဗျအဲ့တော့တို့တခါတည်းနဲ့နှလုံးမပြီးဘူးလားဗျပြီးပါဟင်ဘုတို့တရားအားထုတ်ရတာကတစ်မျိုးရွာလို့လုပ်ရတာကတစ်မျိုးရှိဖို့လိုသေးလားအဲ့ဒီရွာလို့ဒီပြင်ကမ္မထမ်းဖြစ်သွားမယ်အဲ့ရွာလို့လုံးနေတဲ့တွေဘယ်ထဲမှာရှိတဲ့သူ့သဘောသူတတ်တည်လေးတွေတို့ရိပ်မိသွားမယ်ဟုတ်ကလားဗျအဲ့ဒါတရားအဲ့တာဝတိပြည်သူပြည်သားတွေသုံးသွားတာပါတယ်ဗျာအဲ့တော့တာဝတိပြည်သူပြည်သားတွေကဘုရားရှင်လက်ထက်တုန်းကပါလို့ကြတော့သာသနာကိစ္စနဲ့ပတ်သက်ရင်မနဲ့မှာဆွမ်းနဲ့ဗျာညနေကြတော့စီမီပန်းနဲ့ရေချမ်းနဲ့အဲဘုရားလက်ထက်ကတာဝတိပြည်သူပြည်သားတွေလှုပ်သွားတာမှန်ပါဟင်မနဲ့အာယုံကြတော့လေတို့3နိုင်လောက်ဆိုထားကြထားပြီးလို့ရှိရင်ဆွမ်းချက်တဲ့ချိန်ကစားပြီးဟောတရားလေးနဲ့ထားချက်တာကိုလုံးတာတွေမှလည်းသေချာကြည့်ဗျာလုံးချင်စိတ်ကလေးရရှိရတခုပြီးတခုဆက်တယ်လို့ဆက်ခိုင်းသွားတာဗျာဟင်ကိုကစိတ်ရောက်တဲ့နေရာမှာအသက်ဝင်ရတာဗျာဟင်သွားမယ်ကိစ္စဆိုစိတ်ကခြေတော့ဘက်ကိုနှိုးလိမ့်မယ်ထင်တယ်ဟင်အဲ့စိတ်ဝင်တဲ့နေရာအသက်ဝင်တာဗျာဟောတို့ဒီခြေတော့တောင်မဲ့ဘယ်နဲ့ညာကိုပြိုင်လို့သွားလို့ရသလားဗျာစိတ်ကဘယ်ဘက်ကိုလှုပ်နှိုးမှအဲ့ဒီဘယ်ပြီးအသက်ဝင်ရတယ်ဗျာအဲ့ဒီကစထွက်ရတယ်ဗျာတကယ်လို့ညာဘက်ကိုအရင်စိတ်ကလှုပ်နှိုးမှအဲ့ဒီညာဘက်ပြီးစထွက်ရတယ်ဗျာအမြဲတမ်းဘယ်ကထွက်တာကြီးတယ်မဟုတ်ဘူးအမြဲတမ်းညာထွက်တာကြီးတယ်မဟုတ်စိတ်ကလေးရောက်တဲ့နေရာကအရင်အသက်ဝင်ပြီးထွက်ရတယ်သိချာကြည့်ဗျဟင်အလုပ်ကိုင်းလေးလုပ်ဖို့ကိုင်းမှုကြတော့ခြေတောင်းနဲ့ဆိုင်သလားလက်နဲ့ဆိုင်သလားလက်နဲ့ဆိုင်နေတာဆိုလို့ချင်းဟောလက်ကိုခိုင်းတော့တာဗျဟောတို့ပါတော့ဘယ်ဘက်ကိုစိတ်ရောက်လို့ချင်းဘယ်ဘက်ကစားပြီးလှုပ်ရှားရတယ်ဗျဘယ်တန်းတဲ့ပုဂ္ဂိုလ်ဘယ်ကိုခိုင်းလိမ့်မယ်ဗျညာတန်းတဲ့ပုဂ္ဂိုလ်ညာခိုင်းလိမ့်မယ်ဗျဟုတ်ကလားဒီတစ်ဖက်ထဲနဲ့မနိုင်တဲ့ဟာတစ်ခုကြတော့နှစ်ခုလုံးခွခိုင်းလိမ့်မယ်ဗျဟုတ်ကလားအဲ့လိုရမှာဗျတကယ်လို့ကြံရမယ့်ပစ္စည်းကအောက်မှာကြနေခါးကြီးကိုကုန်ခိုင်းဦးမယ်ဗျဟင်လက်ကြီးတဲ့သူရတော့ဦးထင်တယ်အဲ့တော့ခါးကြီးကိုချိုးခိုင်းလိမ့်မယ်ဗျဟုတ်ကလားအဲ့တော့ကုန်ကောက်ပါပြီဟုတ်ဗျဟင်တို့ကြံရတွေ့ရမယ့်ပစ္စည်းကအပေါ်ရောက်နေတယ်ဆိုလို့ချင်းတို့ပါတော့ခြေတော့ကိုခြေပြားထောက်ခိုင်းလိမ့်မယ်ဗျဟင်တို့မို့လက်ပြီးမဲ့အပေါ်ထီအောင်မြောက်ခိုင်းလိမ့်မယ်ဗျဒါပြီးမှယူခိုင်းတယ်ထင်အဲ့ဒီစိတ်ခိုင်းရာကိုလှုပ်နေရတာကိုလှုပ်တာဒီမှန်တယ်စိတ်ကရှိဗျကိုကနောက်ဗျသေချာကြည့်ဗျမှန်ပါဗျာဟင်မှန်ပါဗျာဟင်ဟုတ်ကလားမှန်ပါဗျာအဲ့တော့တို့ပါတော့စိတ်ပြီးအာယုံကိုညွတ်တတ်တဲ့သဘောထင်တယ်မှန်ပါစိတ်ရတာတီကိုပြောရင်သူကအာယုံလေးကိုညွတ်ပေးတတ်တဲ့သဘောရှိတယ်အဲ့ဒါသူဒီစိတ်ရတရားမဟုတ်ဘူးလားမှန်ပါဟင်စိတ်ပြီးဟိုညွတ်ပေးပြီးညွတ်ပေးတို့ပါတော့ဟိုဖူးဖို့ရခူးတဲ့ပုဂ္ဂိုလ်ဟာဖူးဖို့ကိုင်းကိုမမီတော့ဟင်တကြူလေးကနေပြီးဂုဏရောက်အောင်ညွတ်ပေးတယ်လို့အာယုံကိုလည်းကိုယ်စီရောက်အောင်စိတ်ကညွတ်ပေးတယ်ဟင်တို့မို့လာတိုက်တဲ့အာယုံကိုဖုံးပြီးတော့ခံစားနိုင်အောင်စိတ်ကညွတ်ပေးရတာဟင်မျက်လုံးကညွတ်မျက်လုံးဖွင့်ပြီးခံစားပေးရတာထင်တယ်ဟင်နာဘက်ကိုညွတ်ရင်နာခံစားပေးရတာစိတ်ပြီးညွတ်တတ်တဲ့သဘောဆိုတရားမသိနိုင်ဘူးလားသိနေပါလေဗျာဟင်အဲ့ဒါတရားပဲမဟုတ်ဘူးလားသဘောနဲ့တရားတူတူပဲထင်တယ်မှန်ပါဗျာဒီပါဗျာဟင်ကိုဒီတို့စာတို့ကတော့ဖောက်ပြတာတော့တရားတော့ဖ
ဖောက်ပြန်တာတော့တရားလို့ဒီလိုပြောတာပါ မှန်ပါ တို့တရားတော်မတွေသိနိုင်တဲ့စကလုံးနဲ့ဆိုကိုဒီလှုပ်ရှားပိတာတော့တရား မှန်ပါ ဒါတော့ဘုထင်ရှားလိမ့်မယ် မှန်ပါရပါတယ် ဟင်ဟင်ဟိုဖောက်ပြန်တာတော့တရားဆိုတော့သူဖောက်ပြန်တာမှမမြင်ဘူးပဲဖောက်ပြန်နေတဲ့သဘောမှတို့မသိပဲသိတာကတော့ကိုဒီလှုပ်ရှားတတ်တော့သဘောဆိုရင်တော့ဒါလူတိုင်းသိလိမ့်မယ်ဟင်ဥပမာမဲ့တို့ခုရှင်းနေတဲ့ရွာတွေကနေဒီကိုလာတာကိုကိုကမှလှုပ်ရှားမပြီးပဲနဲ့ရောက်မလားဗျာကဲစိတ်ကြီးတဲ့သွားဗျာရောက်ဘူးဗျာကိုလှုပ်ရှားပေးမှရောက်တာမဟုတ်လားဒီလိုဆိုကိုဒီလှုပ်ရှားတတ်တော့သဘောဆိုတာထင်ရှားလိမ့်မယ်ထင်လားဟင်အဲ့တော့ဟိုစိတ်ကားရှိရနေပြီးတော့သူလူလာလေးတွေလိုက်ပြီးတော့လမ်းပြပေးမယ်ကိုကနောက်ကအဲ့ဒီလမ်းပြပေးတဲ့အတိုင်းလိုက်ပြီးလှုပ်ရှားပြီးဆောင်ရွက်ပေးရတာမဟုတ်လားတို့မဟုတ်ဟိုနွားဦးစီးပြီးနွားနှကောင်ကိုတပိုးတက်ပြီးတော့ဟင်အပေါ်ကနေပြီးတော့လမ်းကြောင်းတိုင်းကိုကျိန်တူပေးကျိုးဆွဲပေးနေမောင်းပေးတာထင်တယ်နွားနှကောင်ကြီးဟိုတို့ပါတော့လက်ဦးစီးဟိုလမ်းကြောင်းပေးတဲ့အတိုင်းသူကသွားရတာမဟုတ်လားလက်ဦးစီးကနေနေသွားစေခြင်းသူမှန်မယ်လက်ဦးစီးကဟိုသွားစေရင်လို့ကျိန်တူရင်တန်တန်ပြရနိုင်မယ်ဒါပဲထင်တယ်ဟင်ဒါပဲထင်တယ်အဲ့တော့ဒီကိုနဲ့စိတ်လဲဟိုနွားရှင်နဲ့နွားလိုပဲအဲ့ဒါမျိုးအောင်ကြည့်အဲ့ဒါတရားပဲတာဝတိပြည်သူပြည်သားတွေလို့တာဒါပါပဲတခြားမရှိပါဘူးဟင်ဟိုဖရာလက်ထက်ကရုပ်တည်မှုဟိုငရွက်ပူကြီးမလားခေါင်းလုံးပူကြီးတာဟင်ခြေတော်ဒီချောင်းလုံးပူပါသေးလားဒါပါပဲဗျာတို့ဟင်ညလုံးနဲ့နှလုံးနေမှာပါနှလုံးနဲ့ပေါက်နေမှာအဲ့ဒီလိုပါပဲဗျာတို့ဟင်တို့တယ်ပါပူသေးဘူးဟင်ပူတာတော့ရှိတာပေါ့ဗျာတရားကိုတို့တရားမှန်သိဟုတ်ကဲ့ဟင်တရားမှန်သိတာလေးတော့ခင်ဗျားတို့လည်းပူတယ်ဗျဟုတ်ကလားတို့ကတရားမှန်မသိတာလေးဒါလေးတခုလိုနေတယ်ဗျဟင်သူတို့ကတို့လည်းတော့ဟောတရားမှန်သိတာဒါလေးတခုပူတယ်အဲတော့အစာလည်းအစာတရားလည်းအထုတ်အစာပိုင်းတရားအထုတ်သွားတာတဲ့ဟင်တို့ကတော့တရားမှန်မသိတော့အစာပဲကုန်စားသွားဟင်တရားအထုတ်တော့ဟုတ်တယ်ဟင်ဟောလာဟိုဟင်ကြံရင်ညှိပြီးတော့ကြံကြောင်းနဲ့တုံးတယ်လို့ပေါ့ဟုတ်ကဲ့လူအားတွေနဲ့တူတယ်ဟင်ဟိုတို့ရွာပြီးတော့သွားပါဖိုးကျွက်ဟင်ဖိုးကျွက်ပြီးတော့သူတို့နာရှိသေးတယ်မှုဥဖာရှိသေးတယ်ဟင်မှုဥနဲ့ဖိုးကျွက်လူကြီးတွေမရှိတော့ဘူးကြက်ဥကိုပြုတ်စားခိုးပြီးတော့ဖိုးကျွက်အိမ်ကကြက်ဥကိုမှုဥကလှော်ပြီးတော့မှုခုမှုဆိုတော့ကောင်ပဲရောက်နေပြီခုနာမဆန်ခင်နဲ့ပြလိစေရောက်ပြီဟင်ဆန်ခင်ကြီးကလူလေအဲ့ဒါကတခါဖိုးကျွက်အိမ်ကကြက်ဥတွေဟင်ပြုတ်တော့သားဟင်အဲ့တော့မိုးဦးကလူလေဟုတ်ဟဲ့အဲ့တော့အရေးကပိုကောင်းမယ်ကွာဆိုတော့ဖိုးကျွတ်ကအရေးကြီးတဲ့ကုန်တော့ပါတယ်မိုးဖူကတော့ဖတ်တယ်တော့ခွဲစားအဲ့တို့ကတော့ဘယ်လိုထမင်းမကုန်သားဟင်ဖိုးကျွတ်နဲ့တူပဲထင်ဟင်ဘယ်တော့သားတော့ဟုတ်ကလားဟဲ့ဟင်အဲ့မိုးဦးကတော့ဟိုဘာတော့ကျက်ဦးရတာသိတဲ့ကောင်ကတော့တခါတည်းပြုတ်ထားတဲ့ဥရိပဲကိုခွဲစားဟင်တာဝတိပြည်သူပြည်သားတွေတော့ကျက်ဥပဲခွဲစားပေါ့တို့ဟာတွေရောအရေးတော့ကြဟုတ်ကလားဗျာခမရနေနေမှာပါဗျာကျွန်တော်တို့တော့ကြပြဟုတ်မမဟုတ်ပါဘူးဟင်သိပါဦးခဲ့ဟင်ဘယ်လိုဘုံညိုဖုတ်တဲ့ထဲကလားမဟုတ်ဘူးလားဖုတ်တဲ့ထဲကပါဖုတ်တဲ့ပဲလားဟုတ်လားဟင်ပြီးတော့ကျက်ဥကမိုးဥကျက်ဥလားဖုတ်ကျက်ဥလားဖုတ်ကြရင်ကကျက်ဥပြငွေငါကျုံဟင်အဲ့တော့ဘယ်လိုဖုတ်ကြကကျက်ဥလဲဆုံးနေဟုတ်ဗျာတော့ရီပဲကုန်တော့သွားဟင်တို့ဟောလဲလိုပါပဲခင်ဗျာဟုတ်ကလားဟဲ့ဒီတရားကကိုယ်ထဲမှာတင်တယ်ဟင်အဲ့တော့တို့ကျက်ဥတော့စားရရဘူးဗျဟင်ကျက်ပြုတ်ရီပဲတော့ကျုံကျုံရီတော့ပြန်အောင်ပါဟုတ်တယ်ဟင်အဲ့ဒါတို့တရားမှမသိလို့အဲ့တော့သူတို့ကတို့တဲ့တာလာလေးတော့တရားမှမသိလို့တရားကိုဖော်ထုတ်စားသွားတာဒါလေးပဲကွာမှန်ပါဟင်အဲ့တော့တာဝတိပြည်သူပြည်သားတွေကပါလို့အမှတ်ကလေးနဲ့တနေတာအဲ့တော့မနေ့3နာရီထိုးတဲ့ဖရာအတွက်ဒါတို့ဗုဒ္ဓဘာသာထုံးစံတာဝတိထုံးစံနေမှန်ပါဗျာအဲ့တော့မနေ့လင်းထားနဲ့ဟော3နာရီထမင်းချက်ပြီဖရာဘုတ်ဆိုတဲ့စိတ်နဲ့ချက်ထားတာမှန်ပါတို့ဦးလည်းပါတော့ပါမှာပါပဲမှန်ပါတို့အတွက်လည်းပါတာလုံးမဟုတ်လားမှန်ပါဟင်ဆံ5လုံးချက်တယ်ဆိုရင်ဖရာ5လုံးလုံးမလှူပါဘူးဖရာနည်းနည်းပါမှန်ပါဟင်အဲ့တော့ငါစားဖို့ငတုစားဖို့ဆိုတဲ့အတ္တဝါရုပါတာပယ်ပြီးသားဖြစ်မနေဘူးလားမှန်ပါဟင်တဏှာပယ်ပြီးသားဖြစ်နေပြီဖရာဘုထွန်းချက်ပြီဟိုတို့ပါတော့စားပြီးတော့တရက်တာအတွက်ကိုအာယုံဥရိယတဲ့ကုသိုလ်နဲ့စားလိုက်တာ
တာတာဝတိပြည်သူပြည်သားတွေရဲ့ထုံးစံ မှန်ပါ ဟင် မှန်ပါ ငါစားဖို့ဆိုတာလေးကိုမြုပ်ထားလိုက်တယ် မှန်ပါ အတွေးမခံဘူး မှန်ပါ ဟင် မှန်ပါ တာတို့အာယုံမှာဆွန့်ချက်ရခြင်းရဲ့အကြောင်း မှန်ပါ ဟင်တာဝတိပြည်သူပြည်သားတွေကအဲ့လိုဆွန့်ချက်တာ မှန်ပါ ဆွန့်ချက်ကလေးနဲ့အဲ့တော့ပြန်အိမ်ရောက်တော့လေဘာလှုပ်လို့မှတ်ကလေးနဲ့ မှန်ပါ ဟင်နောက်ဖေးသွားလို့ဒီတိုင်းမသွားပါနဲ့အမှတ်ကလေးနဲ့သွားသားမှာ မှန်ပါ ဟင်နောက်ဖေးလဲဆုံးခဲ့ပါဆုံးခဲ့တဲ့အကြောင်းလေးလည်းသိခဲ့သမှာအဲ့ဒီနေရာမှာတရားရှိပါတယ် မှန်ပါ ဟုတ်ကလား မှန်ပါ ကြည့်ခဲ့ပါအဲ့ဒီနောက်ဖေးသွားတဲ့အမှုကိုဖျားရှိထိထိုင်းကလုံးထားသားမှာ ਨੇ ဒီနေရာဖြစ်တဲ့မှုဒီနေရာမှာချက်ချင်းစစ်သားမှာ မှန်ပါ ဟင် မှန်ပါ ဟင် မှန်ပါ ဟုတ်ကလားဟိုတို့ပါတော့ဟိုပက်ပင်းတွေးတဲ့တရားခံငင်းလို့မရပါဘူး မရပါဘူး ကိုယ်ရတရားခံငင်းလို့ရပါတယ်ဟုတ်ကလားဟဲ့ မှန်ပါ အဲ့တော့မိဖို့တွေကဖြစ်တဲ့အမှုကိုဖျားရှိထိခင်ဗျားတို့ဆွဲယူနေမလား မယူရပါဘူး ဟင်မိဖို့တွေဖြစ်တဲ့အမှုမိဖို့ပေါ့အိခါနဲ့ဖြစ်တဲ့အမှုအိခါပေါ့ မှန်ပါ ဟင်မနဲ့ဖြစ်တဲ့အမှုမနဲ့ပေါ့နေ့ဖြစ်တဲ့အမှုနေ့ပေါ့ညဖြစ်တဲ့အမှုညပေါ့ မှန်ပါ ဟင်သူ့မှုသူဒီနေရာမှာပေါ့ဒီနေရာမှာစစ်လိုက်လို့ရှိရင်ပက်ပင်းတွေ့တာပဲပဲ မှန်ပါ ဟုတ်ကလားဟဲ့ မှန်ပါ ဟင်အဲ့ဒါတွေးနေဖို့မလိုဘူးကွတစ်ဖက်ကလည်းခုနပြောလို့ဘူးကွယ်ဖို့မလိုတော့ဘူးဒါတာဝတိပြည်သူပြည်သားတွေတနေ့တာလို့ မှန်ပါ ဟုတ်ကလားဟဲ့ မှန်ပါ ဟင်အဲ့လုတ်သွားဗျာဟောညနေကြတော့တို့9နာရီချိန်ဟာသူတို့တရားနာတဲ့ချိန် မှန်ပါ 9ရက်သားသမီးမှု9နာရီကိုဟောပါတယ် မှန်ပါ ဟင် မှန်ပါ အဲ့9နာရီချိန်တရားနာတဲ့ချိန်အဲ့တော့ညနေ4နာရီလောက်ဆိုရင်တရက်အတွက်ပြီးပြီထင်တယ် ပြီးပါဟပြီင်တရက်အတွက်ပြီးပြီတို့ဟိုနေလုံးကြီးနဲ့အတူအလုံးလုံးကြရတာလာလုံးကြီးနဲ့အတူနားကြရတဲ့အမျိုး မှန်ပါဗျာ ဟင် မှန်ပါ မနဲ့နေတတ်တော့ဟင်နေအာယုံလေးလားတဲ့တို့လုံးလုံးကြရတာထင်တယ် မှန်ပါ သူတို့နေထွက်တဲ့အချိန်နေကတိတ်ပူသေးဘူးဟဲ့ မှန်ပါ တို့စိတ်လည်းတိတ်ပူသေးဘူးဟဲ့88ပဲရှိသေး မှန်ပါ ဟင်တို့သုံးကံဝင်ချိန်လို့လည်းခေါ်မှာပေါ့ကွယ်နေထန်းတရားလို့လည်းခေါ်မှာပေါ့ကွယ်9နာရီလောက်ကြာတော့နေကလည်းတော်တော်ပူလာဟဲ့ မှန်ပါ တို့စိတ်ကလေးတွေလည်းနည်းနည်းရောက်ရခတ်လာတယ် မှန်ပါ ဟုတ်ဟဲ့ မှန်ပါ နေ7နာရီတစ်ချက်ကျတော့နေကလည်းချစ်တော့တော်တော်ပူဟဲ့ မှန်ပါ တို့စိတ်တွေလည်းဘလောင်ဆူပြီးအလုတ်တီကြားမှာတော်တော်လို့ဟဲ့ဟုတ်တယ် မှန်ပါ ဟင်အညာနေ3နာရီကျတော့နေကလည်းအေးသွားတယ်နေ မှန်ပါ စိတ်တွေကိုပဲနေတော့နည်းနည်းအေးသွားဟဲ့ဟင်ကိုယ်လည်းနည်းနည်းအလုတ်ပေါ့သွားဟဲ့ ပေါ့တာပါ 4နာရီကျတော့နေကအယောင်မရှိတော့ဘူး ကြည့်တော့ပါဦး ဟင်နေဆိုကျိုးပြီ ကြည့်ပါဦး အဲ့ကတော့တို့တွေလည်းပဲနေတော့အေးသွားပါချင်းတယ်တရားတာတော့ပြန်ပြီဟင် မှန်ပါ ဟင်အဲ့ဒီကနေတို့9နာရီကျတော့နေဝင်ဟင်တို့လည်းအလုတ်သိမ့်တို့တယ်နေ မှန်ပါ အဲ့နေဝင်ပြီတို့လည်းလုတ်သိမ့်ပြီ မှန်ပါ အဲ့တော့တို့လုံနေကြတာနေလုံးကြီးနဲ့တူအတူလုံနေကြတာ မှန်ပါ အဲ့တော့အပူမျိုးတွေလားအေးမျိုးတွေလား အပူမျိုးတွေပါ မထင်ပါဘူးများခင်ဗျားတို့ကအေးမျိုးပဲထင်ဟင်အဖို့ပဲနဲ့တို့လာမျိုးလားနေမျိုးလားဖို့မျိုး နေမျိုးပါ ဟုတ်ကလားဟင်နေမျိုးဗလားကြော်သွားတယ်ထည့်ရမှာဟုတ်တယ်နဲ့ဟင်တို့ဘုလို့နေမျိုးဗလားကြော်သွားတယ်ထည့်မှာထင်မှာဟင်နေမျိုးတွေပါတော့ဟင်အဲ့တော့အပူမျိုးတွေတို့အေးမျိုးမှမဟုတ်ပဲ မှန်ပါ ဟင်သူတော်ကောင်းနေကြတော့လာမျိုးတွေကြ မှန်ပါ ဟင်ညပြီတိတ်ဆိတ်တော့အချိန် မှန်ပါ တို့လည်းဒီဖရာတော်ဘုရားကြီးညသည်နိဗ္ဗာန်ရဲ့တစိတ်တေတာတော်ချီးကျူးသွား မှန်ပါ ဟင် မှန်ပါ ဟင်နိဗ္ဗာန်ရဲ့ဖိညင်ခြင်းအေးမြခြင်းကဲ့သို့ညဟာလည်းဖိညင်နေအေးမြတယ် မှန်ပါ အဲ့တော့သူတော်ကောင်းတွေဘက်ကလာမျိုးတွေကြ မှန်ပါ ဟင်အဖိုးညွန့်တို့ဘက်ကနေမျိုးကြဟုတ်တယ် မှန်ဟုတ်ပါ ဟင် မှန်ပါ ဟင်အဲ့တော့အဖိုးလာနဲ့တဲ့လား မကျဲဘူး ဟုတ်ပြီယာဘယ်လိုလာတဲ့လားညကျွန်တော်အိတ်ပြလိုက်ရောလာကိုအရေးကုန်မလုပ်ဘူး မလုပ်ပါဘူး ဖိဖို့ကြောပဲလုပ်လာလား မလုပ်ပါဘူး လုပ်ပါဦးဗျာဟင်အနေထုတ်တော့ဘယ်တော့ဟာနေထုတ်ပဲဟင်ဒီလာတော့ဖွင့်ကြတာတည်းထင်တယ် တယ်ရ လာတော့ဘယ်လိုလုပ် အေး ဟုတ်ကလားအခုလာတော့မတည့်ဘူးပေါ့ဟင် မကျဲပါဘူး တို့ကလာတဲ့တဲ့လားဥထုမယလာတဲ့တဲ့လား မတည်သေးပါဘူးတဲ့အောင်ကြိုးစားပါပါ ဟုတ်ကလားတဲ့ကြိုးဖောင်းနေတော့ပါဗျာဟင်ဟောသူတော်ကောင်းနေပဲကြတော့လာမျိုးတွေညချမှာတို့အားထုတ်တာ တမပါဗျာ ဟင်ဟောတို့ဘက်ကနေမျိုးတွေအပူမျိုးတွေကြာနေကြမှာ တမပါဗျာ အားထုတ် တမ ဟင် တမ ဟင်ပြောင်းပြန်လေဗျာ တမနေပါ အဲ့တော့ဖိုးတို့ဘက်ကပတုံမာမျိုးတွေ တမ ဟင်ဟိုသူတော်ကောင်းဒီဘက်ကပုံတင်မျိုးတွေဘရုမာတို့မြည်ဒီနေဟိုပူတော့သူကပွင့်ပေးရတာ တမ ဟင်အဲ့ကြပုံလေးတို့ကြတော့ညအေးတော့ဆိုပွင့်ပေးရတာ တမ ဟင်အဲ့တော့ပုံတင်ကြနဲ့ပတုံမာကြတော့ကွာတယ်သူတော်ကောင်းတွေစိတ်နဲ့တိုးစေ တမ ဟင် တမဗျာ ဟင်ဟိုကပုံနဲ့ပေါင်းရတာပတုံမာကြက တမဗျာ ဟင်ပုံလေးကြကအေးအေးနဲ့ပေါက်နာ မမဗျာ ဟင် မမဗျာ ဘယ်လိုဟ
တို့ဟောဘယ်လိုမှကြာမျိုးတွေ ဘယ်လိုမှကြာမျိုးတွေပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဟင် မှန်ပါဗျာ ဟင်ဒါနဲ့ပဲပြီးပလား မပြီးသေးပါဘူးဗျာကြိုးစားမှာပါဗျာ ဟင်ပထမကြာကပါတော့နေတော့ရည်တဲ့နေတာ ဒီရောဤတဲ့နေ ဟင်ပေါင်းတော့ဘာနဲ့သွားပေါင်း ဒီနဲ့ပေါင်းတာပါဗျာ ဟင် ဒီနဲ့ပေါင်းတာ ဟုတ်ကလား မှန်ပါဗျာ တို့လည်းပြောတဲ့ဗုဒ္ဓဘာသာတွေတဲ့ကြည်တဲ့ပဲနေတာ ဒီကံဝဲရပါသားတွေဖြစ်နေပါဗျာ ဟုတ်ကလားဗျပေါင်းတော့ဘာနဲ့သွားပေါင်းလို့ ပေါင်းတော့နေနဲ့ပေါင်းတာပါ ဟုတ်ကလားဟဲ့ဟင်တို့ကိရိတာနေနဲ့ပေါင်းနေတာ မှန်ပါဗျာ အဲ့တော့ဒါဝတိပြီးသူပြီးသားတဲ့တော့ပေါင်းမှုဗျဟင်ပေါင်းတော့ပေါင်းတော့ပေါ့ဗျာဘာခေါ်မလို့ကိုပေါင်းစိတ်ခွာ မှန်ပါဗျာ ဟင်ကိုကတော့နေအောင်ရှိမှာပေါ့ မှန်ပါဗျာ စိတ်ကတော့နေအောင်မရှိဘူး မှန်ပါ ဟင်ဖရာတရားတော်ထဲမှာထည့်ထားတာတဲ့ မှန်ပါဗျာ ဟင်အဲ့တော့သွားလဲအမှတ်ကလေးနဲ့ဗျဟောညနေဆို6နိုင်လောက်ကြာတော့ရေမိုးချိုးညနေကြတော့ဖီမီပန်းနေကြီးချာ မှန်ပါ ဟင် မှန်ပါ တို့သာဝတိပြည်သူပြည်ကလည်းတို့လိုမိုးကောင်ရှိရှားကြလို့ဆိုတယ်ဗျာ မှန်ပါ မိုးကောင် မှန်ပါ အဲ့တော့တောက်ရည်လေးတွေတချို့သုံးရည်လေးတွေကြည်ရတယ်ကြတော့တောက်ရည်လေးတွေနေမှာပေါ့လေ မှန်ပါ ဟင် မှန်ပါ တို့ဘာလို့ချီသေးရေးတို့ကိုရီတန်းပဲရေးတို့ဟင် မှန်ပါ ပြီးတော့ချိုရေးတို့ဒါလေးတွေကြတော့သုံးရည်နေမှာပေါ့လေ မှန်ပါ ဟင်သူကတော့ရေမတန့်ရင်လေးပေါ့ မှန်ပါ အင်းပြီးတော့တောက်တော်ရေးမျက်နှာတစ်တော်ရေးလက်ဆေးရေးဒါလေးတွေကြတော့ရေကြီးရေတန်းလေးတွေနေမှာပေါ့ မှန်ပါ အဲ့ဒါတို့အထမ်းနဲ့နိုင်တဲ့ပုဂ္ဂိုလ်ကအထမ်းလေးတွေနဲ့ မှန်ပါ အရွက်နိုင်သူကအရွက်ကလေးတွေနဲ့ မှန်ပါ အိုးကြီးနိုင်သူကအိုးကြီးလေးတွေနဲ့ မှန်ပါ အိုးသေးနိုင်သူကအိုးသေးလေးတွေနဲ့သွားကြတယ် မှန်ပါဗျာ ဟင်ကိုလို့ဒါလေးဆိုရေကြတော့ဟောငင်ငင်စိတ်ရှိမှငင်တာမဟုတ်ဘူးလား မှန်ပါဗျာ ဟင်အပေါ်ရောက်တော့ထဲ့ချင်းစိတ်ရှိမှထဲ့တာတယ်နဲ့ မှန်ပါဗျာ ဟင်ပြေမန်းကိုလက်မတည်ဘူးစိတ်တည်တယ် မှန်ပါ ဟင်စိတ်ကသူလိုချင်တဲ့နေရာကြအတော်ခိုင်းရင်တို့ပါတော့လက်ကလည်းရေပုံထားခဲ့ရမှာပဲတော်ခဲ့ရမှာပဲဟင်အဲဒီကနေစိတ်ကပါတော့ဒီဟာခိုင်းပြီးရင်ကိုကြီးဘာခိုင်းရမလဲကြည့်နေ မှန်ပါဗျာ အဲ့တော့ဒီတို့ရေပြည့်နေလို့နှင်းမှုကိစ္စပြီးတဲ့ကာလကြတော့သူ့ကိုအရွက်ခိုင်းတော့မှထင်တယ် ရခိုင်တော့မှာပါဗျာ ဟင် ရခိုင်တော့မှာဗျာ အဲ့ရွက်ရမှာကကောင်းကင်ရမှာကလက်ကြီးရကုန်းရမှာကကိုးရအဲ့ဒါကိုစိတ်ပဲလို့ခိုင်းသွားတယ်ဒါတို့ရွာထဲမှာရှင်းခတ်နေကြတာပဲဟင်ဟုတ်ဟုတ်ဟုတ်ဗျာဟုတ်ဘယ်နှခေါက်ရှိကုန်ခါနေတာမတိတာဖို့ဘယ်နှခေါက်ရှိကုန်ခါနေတာဟင်ဒါတို့ရွာထဲမှာလုပ်တာပဲ မှန်ပါ ဟင်ကျွဲရမှာခေါင်းမဟုတ်ဘူးလား မှန်ပါဗျာ ဟင်ကံရမှာကလက်မဟုတ်ဘူးလား မှန်ပါ ကုန်းရမှာကကိုးမဟုတ်ဘူးလားအဲ့ဒီသုံးခုကိုဘသူအရင်ခိုင်းရမလဲဘသူပြီးဘသူခိုင်းရမလဲစိတ်ကခိုင်းသွားတယ်စိတ်ခိုင်းမှကတူပြီးတူလို့ရတာအဲ့ဒီသုံးခုတစ်ချိန်နဲ့မလုပ်ခင်ဘူး လို့ရပါဘူး အဲ့ဒါတရားတွေမဟုတ်ဘူးလား မှန်ပါ ဟင် မှန်ပါ ကဲတို့ညော်ထဲမှာလုပ်နေတဲ့တရားမဟုတ်ဘူးလား မှန်ပါ တာဝတိပြီးမှရေခတ်တာကဒုဟောကြီးမခဘူးလား ခါပါ အဲ့တို့တွေရေခတ်နေတာပဲတာဝတိမှရေခတ်တာမဟုတ်ဘူးဟင် မှန်ပါ ဟင်ဒုရိခါတာတာဝတိလည်းရေခါတာအတူတူပဲဒီမှာ လူပါပဲဗျာ မတူလို့မတူတာဗျဘယ်လိုလုပ်တူမှာတော့တူပြီးမတူဘူးဗျ လူပါပါ ဟုတ်ကလား မှန်ပါဗျာ ဟင်တူတော့တူတယ်ဗျမတူဘူး မှန်ပါ ဘာကွာနေတော့ဟေး မှတ်กว่าရတော့ ဟင်တူတော့တူတယ်ဗျမတူကြဘူးတာဝတိနဲ့တူ မှန်ပါ ဟင်တာဝတိနဲ့ဗမာပြည်မှာကွာနေသလားပဲဘာကွာတာတော့ဟုတ်ဟုတ်ဟင်ကလားပြည်နဲ့ဗမာပြည်ကွာနေလို့နဲ့တူပါလား ဟုတ်ပါဗျာ ဟင်ဟုတ်တယ်ဟင် မစိတ်ကလေးกว่าနေကြတာပါ အဲ့သူတို့ကမှတ်ပါတယ် မှန်ပါဗျာ နဲ့တခါတည်းနဲ့လုံးလုံးတယ် မှန်ပါ ဟင် မှန်ပါ ဟင်သူတို့ကပါတယ်နဲ့ပိုးမိုး မှန်ပါဗျာမဟုတ် သူတို့ကဖိုးကျွဲ့ဟုတ်တယ်အဲ့တို့တော့မိုးဦးကြဟင် ဒီလိုဖွင့်ချက်ပါ ဖိုးကျွဲ့ပဲနော်ခင်ဗျဖိုးကျွဲ့ကကိုသုံးတယ်ဟုတ်ပါဘူးဟင်အဲ့သူတို့ကမိုးဦးကြ မှန်ပါဗျာ အဲ့ရေခိုင်းနဲ့တရားရပါတယ်လေ မှန်ပါဗျာ ဟင်ရေခတ်တာတော့အဓိကမဟုတ်ဘူးလေအဲ့တရားကိုယူသွားတယ်ရေခိုင်းနဲ့ မှန်ပါ ဟင်ဟိုရေခတ်တော့ပြတဲ့တရားကိုအဲ့ဒီနေရာမှာပဲနာပြီးအဲ့ဒီနေရာမှာပဲသူတရားယူသွားတယ် မှန်ပါ တို့ကတရားကိုမယူပြရေတာကုန်ခတ်သွား ယူရပါဗျာမှန်ပါ ဟင် မှန်ပါ ဟင်ခုနကအမှားပါတာလေးနဲ့မပါတာလေး မှန်ပါ တွေ့တာလေးခွာတာ မှန်ပါ အဲ့ဒါပြီးဟိုကြောင်းသွားတော့လေဒီလိုပဲဟင်သူတို့ရေတွင်းနဲ့ကြောင်းဆိုတာတဲ့တဲ့ဖောက်ထားခြင်းမှာဖောက်တာမှာ မှန်ပါ အဲ့တော့ဒီကြောင်းသွားမဲ့လမ်းကိုစိတ်ကလာသိတယ်ကိုမသိဘူး မသိပါဘူး ဟင် မသိပါဘူး ဟိုတို့သွားမဲ့လမ်းကိုဟိုလဲဦးစီးတာသိတယ်ငေါမသိဘူး မသိပါ အတူတူဗျာ မှန်ပါ အဲ့တော့ဒီကြောင်းကိုသွားဖို့ရဘယ်ကိုလက်ရမယ်ဆိုရင်ဘယ်ဘက်ကိုစိတ်ညွတ်ပေးလိမ့်မယ် မှန်ပါ ညာကိုဥတည်သွားမယ်ဆိုညာဘက်ကိုလှည့်ပေးလိမ့်မယ် မှန်ပါ သူတို့အဲ့ဓာလေးတွေမှတ်သွားတာပဲ မှန်ပါ ဟင် မှန်ပါ ဟင်ကြောင်းတဲ့နေရာကြာရင်ဒီနေရာရဆိုစိတ်ကရလိုက်ဆိုတဲ့နေရာမှာဒုလည်းတင်းကိုတူကြီးဖြစ်သွားတာပဲ မှန်ပါ ဟင် မှန်ပါ ဘယ်မှလွတ်ဘူး လို့ပါ ငုံတုတ်ကြီးပဲ မှန်ပါ ဟင်ဟောတို့ရဆိုတဲ့နေရာမှာဖ
Pawa, the Chamashim doing. They charge era de Aria. Mama. Say the new dot of the ball. Go the Lushara dot the ball. Danny de era de Mama. Era de Aria. Mama. Era do war, Tinaku wet in the Lomita. In a Cuba. Say Naku wet him. Mama. Dilajaro. Tanaku way. Tirambo. Janaro. Say Naku, Tanaku Doma. Tanaku Tama. Call a ludo. Tinaku wet him. Sora ludo. I think a coup way, Dalia Taria. Nana she was. Mama. I don't go Lulu Tari. Mama. Oh, Glada. Mama. The country Jaro Baro. Oh, Lu do Noah young people. The country Noah do Luasa Shatria. Hopefully. Eh? They think I will go be mano. The man go there, think of a statue and a penama twin, a marking what. They know. No, you do salon. Dadalu wetma. You for Dadalu wetma. La mesa in at me. Coming to me was on the whole. No, you for a while wetma. Eh? Go and say Erima. Senior Dow go low water. The country go ya Pusara, Tondara, the fake up and 2 days. Eh? Down think I can look go low water. Go pop down look, fake up young be the Lubia, the Shiva day. She to Lunaku. A piano. Do that in the Lumia. Eh? Then he died let have. Nothing a little. Not like that all. No one at all. Let go and say Neko. Talin couldn't do one jar. Tandra John let Dana John. Eh? Or now so say we, but a map of Jayam. Eh? Now so say die do but a map of Jayam. Eh? Elian is happy that I think of young King Homa. While I was feeling. She delayed to what the city to give you who city to John Dodro in my book. We go on it. Anything I think of John Doyle. Era Birani or do Baro, a consequently or a common reality. Joja Birani, who they got Udoro de Twaja. Ero Camaro attended the outdoor, they got a Kanya Kaima. In the Tanya and the Yaya Kaima. The Koma Mohu. Tu lại thấy đâu được thấy là đấy, phiêu nó khai mà đấy, em này anh nhà rồi, ta phiêu nó khai, cái nhà nó có mà, tôi cả lấy khăn nào mua ra, người anh người kia nó khai phải, đấy, số mua nhau đấy khai mà ra, có mua nhau đấy khai mà ra, đấy, tôi lúc vui à chả mà đâu ra, lúc mà chỉ đẹp, đấy, là đi mấy nút này học về luôn lúc mình ra là đâu, ta nói cả tự đi là lại chỉ là đấy, đấy, mấy ngà về lúc khai này đâu, mấy ngà về lúc lâu nào, đấy, ta đi lại chỉ là Tali do Minga or let that Minga Pelu Bena Kainago. Let that Minga Peluluna. Tana Kubira, that young and Guerre Dora. Turunaku Lulutari, Jamie Dwara. Turunaku Lulu, Jamie Dwara, Eta Tiati de Lujora. Ekanaro Sana Joro Namaru Babricana. Ah, Sana Joro, Eriha, Yamago Tiari. Banyang, Eddie Mara, Mino Compello, that you are no one can. Eh? Pido Teatu GB, or Tea Lubiora Pipi, Tea Cambiora Pipi, Shani Biora Pipi, Tepi Biora, Dubiora would like Matalupe. The island, Nino, where the idea. The Tiale, never Malabo. Then Dubiora de Malabo, Vira. Turn in a hobo, not a jump body, like them. The other Dubiora like much as you got him. Much as you know, don't move for Dwara. Hogla, get back in. McCain, I came in look at her. A folk McCain would have your day. I came in a book. Oh, Pangaman, I would the other gala or Fogala. Or Benefic Aman when I don't pose a pair for by you. I know, take me. Oh, take me a gun. Can I do? Pardon, think we take me out of Mammy Qua de Lubella. Hogla. Eh, Mammy take me out. You don't take me out. Look like it. People of Baduma and Julia Mare. They don't put a Julia Romapo. No one war. Hogla. I put in a won't be Kamapo. I put a Jikan in it. Poor Rachel, oh, poor Dubian or Mahoma Camopula. A whole thing I look up.
không không bảo luôn chầm lục được chắc là đâu bây giờ tôi nhớ cho nó phô toàn đàn này biểu phô cho nó bảo lúc bắt đầu bảo luôn chắc là họ chú ra là không cái này chắc là họ chú ra là em anh nhỉ cho nó đoa vì mặt cái này tôi cho nó tao gì tao gì phải ra nó bắt đầu phải ra bộ riêng này bắt đầu riêng sau thế bị tôi sau nàyเราđoa được số bảo đi emคนnàyเราจะเราတရားနာရပြီတရားနာတော့တို့ပါတော့ဖျားရှင်ရဲ့ရောင်ကြီးတော်ကလာရောင်ခဲ့သူအေးဟဲ့မှန်ပါအေးလုံးထွက်တယ်မှန်ပါတို့ပါတော့မြေကထွက်တဲ့အဖီအေးလုံးတော့ရွှေဖြစ်တယ်လို့မှန်ပါဖျားရှင်ရဲ့စိတ်တော်ဓာတ်ကြီးရုပ်တော်ဓာတ်ကြီးကအေးတယ်ပဲအဲ့ဒီကနေရောင်ကြီးတော်ရဲ့တို့ထွက်တာမှန်ပါအဲ့တော့လာရောင်လို့အဲ့တော့လာရောင်ကိုကြည့်တဲ့အခါတို့သေးသေးကိုပဲမြင်ရရလားဟဲ့မမြင်ရပါဘူးဟဲ့မမြင်ရဘူးဗျအဲ့မမြင်ရတဲ့အတွက်တို့ဖီမီများထုံးရတယ်မှန်ပါအဲ့ဖျားဖို့လားတို့ဖို့လားပြီးတော့ပါဗျာဟုတ်ကလားမှန်ပါဘာလို့ဖျောင်းနိုင်ကြီးထုံပြီးဖျားနဲ့ဖျောင်းနိုင်နဲ့ထားပြကြတာထင်မှာဖျားဖူးလားကြည်ညိုလားကြည်ညိုပါလေဗျာဖျောင်းတဲ့တိုင်းကိုအောင်အဲ့လိုတော့မကြည့်ဘူးဟင်ဖျောင်းနိုင်နဲ့ဖျားပဲထားပြကြတာထင်မှာမှန်ပါဗျာမှန်ပါဗျာတို့ကိုဖျားဖို့ထင်နေတာကိုဖျားကဘာလို့မတော့ဖျောင်းနိုင်ထိုးပြီးစာကြည့်မှမဟုတ်ဖ ೇನೆ စကားပြောတာလည်းမဟုတ်ဟုတ်ပါဟုတ်ဖျားရှင်ရဲ့ရုပ်ရည်ယူပကာရတော်ကိုဖူးကျင်လို့မှန်ပါအဲ့တော့ဖျောင်းနိုင်ထုံနိုင်တို့ကဒီစီနေတာပါရမယ်ဗျမှန်ပါထုံနေကြမို့ထုံတာဖြစ်စီရဘူးအဲ့ထုံတဲ့နေရာမှာလဲတို့ပါတော့ဒီလိုတောင်းနေရထုံရတယ်မှန်ပါဖျားရှင်နဲ့တို့ပိဋကနဲ့က9တောင်လောက်ခွာအဲ့ဒါမနီမဝေးလို့ခေါ်မှန်ပါမနီမဝေးမှန်ပါဗျာတိတယ်လဲဝေးလို့ဖျားရှင်ကတို့အော်ပြောမှန်ပါဗျာနီးလုံးတော့လဲအာဃာတော်ကရောက်သွားကြပြီးတော့မိမိတို့ရဲ့ရှိမှာကိုမရှိတဲ့ချွေးနာနေအဲ့ဒီအနန္တတိဘုရားရှင်ဒီနှခေါင်းကိုမရောက်เสียဘူးတောင်းအဲ့လိုတို့9တောင်กว่าလောက်ကနေရတယ်မှန်ပါဗျာပြီးတော့သူမနေအပ်တဲ့အရောက်6ပါးထဲမှာ၄ထက်ကလည်းမနေရဘူးမှန်ပါဗျာ၄ထက်ကနေတော့ဘုရားနှခေါင်းတော်ကိုတို့အနန္တနေရောက်ကုန်မှာပေါ့မှန်ပါဗျာတောင်း၄အောက်ကလည်းဖြစ်တာရှင်းတဲ့ရလည်းမနေရဘူးဘုရားရှင်ကိုမြင်းနဲ့ပြောင်းတက်ရကြမှန်ပါဘေးကလည်းမနေရဘူးဘုရားကတို့လှည့်ပြောမှန်ပါဗျာနောက်ကလည်းမနေရဘူးလှည့်ပြောမှန်ပါဗျာတဲ့တယ်ပဲပြောမှန်ပါဟုတ်ကလားအဲ့ဒီအရာ6ပါးကိုလွှတ်ရတယ်အဲ့တော့တောင်းလည်းကြားရမယ်ပေါ့လေးအောက်လည်းကြားရမယ်အဲ့လိုနေရမယ်အဲ့တော့ပရိသတ်ကြီးဒီလောက်များတာတောင်းကြည့်တယ်ကုံစုနေလို့ရမှာမဟုတ်ဘူးမရပါဘူးအဲ့တော့ဟိုလေးအောက်ကရလို့သွားနေမယ်လေကလည်းသူတိုက်ချင်ရကဝိတ်တိုက်သွားတက်နေမှာမတတ်နိုင်ဘူးအဲ့တော့ဘုရားရှင်နဲ့တို့ပရိသတ်ကြမှာအမွှေးရှိတဲ့နတ်နာရှိတဲ့ပန်းတွေကိုချားထားရတယ်မှန်ပါပန်းတိုက်ရခြင်းကြောင့်မှန်ပါဘာဖြစ်လို့တို့ဘက်ကချွေးနာနေကိုကအငြိကြီးနာနေဟိုရောက်လာလို့ရှိရင်တို့အငြိကြီးနာအရင်ပန်းကနေခါထားအောင်လို့မှန်ပါအဲ့တော့ပန်းကရောတို့ဖို့လားဖျားဖို့လားပြီးတော့ဘုရားဖျားဖို့နဲ့တို့ပါဖျားပန်းကြိုက်ပုံပေါ်ပါတယ်ပန်းနာညိုဖျားရောဖျားကန်ချက်တည်မရှိဘူးတဲ့ဖျားလာဆင်ပြီးကြည်စားတယ်နေကြတာပါဟုတ်ကလားမှန်ပါဗျာဟုတ်လို့လားဗျာကိုကမဟုတ်ပါဘူးဗျာအိမ်မနေလဲအိမ်မမို့ကိုသားလေးသမီးလေးကလေးတွေနဲ့အငြိကြီးတွေရှိမှာပေါ့ရှိပါတယ်ဗျာတောင်ဖျားเจ้าတော်မှာပန်းလေးနဲ့ချထားရတယ်မှန်ပါဗျာမှန်ပါဗျာခုတော့အလားလားအဲ့ဒါတော့အနန္တပြောင်းအောင်လားအနန္တပြောင်းအောင်မပလာစတိပန်းကြီးတွေတောင်တခါတလေထိုးထားရတယ်ထိုးရပါတယ်ဗျာမှန်ပါဗျာပြီးတော့ဝါလာကိုအနံ့မရှိတဲ့ပြောရွတ်လှကြီးတွေပါရှိပါတယ်ဗျာဘာလို့ဖို့လို့ညောင်ဦးလည်းမပြင်းတဲ့ခင်ရင်လည်းပါမှာပါဗျာခင်ဗျာဦးလည်းပြုတ်ပြင်းလာတဲ့ခင်ကြီးလည်းပါမှာပါဗျာပလာစတိပန်းကြီးအဝေးကနေလှမ်းကြည့်တော့တကယ်ပန်းကြီးထင်အောင်လုပ်ထားတာလေမှန်ပါဗျာဟုတ်လည်းမဟုတ်ဘူးမှန်ပါဗျာနားလည်းပါမရဟုတ်ကလားမှန်ပါခင်ကြီးဖျားတော်လာကြည့်ဦးမှာပါဒီလိုပဲနေမှာပါဟုတ်ကလားဟဲ့အဲ့ဒါတို့ဖျားလက်ထက်ကရည်ရွယ်ချက်ကိုမသိလို့မှန်ပါဗျာမသိလို့ပါဗျာဒီပန်းကနေရလဲဟိုဘာတော့မိဘကဒီလိုကနေကြမနောက်ကလိုက်ကတာထင်တယ်မှန်ပါဗျာမဖြစ်တရားဘူးမှန်ပါဗျာတို့စေနာမမပိုင်ဒီရဲ့အကျိုးမခံစားရဘူးမှန်ပါဗျာစဘာတော့စဘာပေါ်ကွယ်အဆံမဝင်တဲ့အဖြစ်ကိုကြံဆိုင်လို့ပေါလို့ထုံးစားရှိလားရှိပါဘူးဗျာရှိဘူးဗျာရှိပါဘူးအခုလည်းစေနာမပိုင်တို့ကိုနဲ့နှုတ်နဲ့လုပ်တဲ့အလုပ်တွေကအဖြစ်မယ်မှန်ပါဗျာတပည့်ဖြစ်မယ်မှန်ပါစဘာတော့ဖြစ်တယ်လေမှန်ပါနောက်ထပ်ပြန်ပေါက်မဲ့စပကောင်းအဆံပြည့်တဲ့စဘာမဖြစ်နိုင်ဘူးအဲ့တော့ကိုယ်စေတဲ့နာလေးအဲ့လိုသဘောပေါက်ပြီးလုပ်ရင်
ကိုလုံးတော့ကျုံမရနိုင်ဘူးလား ရနိုင်ပါလေ ရနိုင်များ မှန်ပါဗျာ ဟင် မှန်ပါဗျာ ဒီတို့ဖရာလက်ထက်ကဝိပဿနာဖရာလက်ထက်ကထင်တယ်အဲ့ဒီထင်းကုတ်သမားတယောက်ကဖင်းတော့ထင်းမခုတ်စားနေဖရာတင်သွားနေဘူး မှန်ပါ ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်တွေကတော့သူတို့ဝန်စာပိုးနေတဲ့အတွက်ဝန်စာရှာဖို့မလို့ဖရာရှင်စီသွားကြ မှန်ပါ တို့ဝိပဿနာဖရာလက်ထက်လောက်ကထင်တာပါပဲ မှန်ပါ အဲ့တော့ထင်းကုတ်သမားကသူများတွေတော့သွားတယ်ငါတော့မသွားနိုင်ဘူး မှန်ပါ ဟင်ကြည်သာသူများတွေတော့ကုသကံကောင်းလိုက်ကြဝမ်းမြောက်ဝမ်းသာပေါ့လေကုသကံကောင်းတဲ့ဟာတွေကိုတဲ့သားတွေတော့ဝမ်းမြောက်လိုက်တယ် မှန်ပါ ဝမ်းမြောက်ဝမ်းသာငါတော့သူလိုမလိုနိုင်ဘူးအဲ့တော့ငါလည်းငါတတ်နိုင်တဲ့ဘက်ကလူမဆိုတော်ထဲမှာသူ့ကသူပွင့်နေတယ်ပင်ကြီးတပည့် မှန်ပါ ဟင်အဲ့ဒါကြီးအောက်ကတို့ပါတော့ဟိုအပင်လုံးတန်းအပင်လုံးကြီးပေါ့အပေါ်ကျတော့အခက်သေးနဲ့အပွင့်နေနေမှာပေါ့ မှန်ပါ ဟုတ်ကလား မှန်ပါ အဲ့ဒါကြီးကိုပတ်လေဖို့ရှင်းနေကြအမိုက် မှန်ပါ ရှင်းသူကသူပေါင်းနေတာကြီးဖို့ မှန်ပါဗျာ သူဆိုင်ထားတာမဟုတ်ဘူး မှန်ပါ တော့အလေးကြပေါ့ မှန်ပါ အဲ့ဒါကြီးကိုရှင်းပြီးတော့လက်နှစ်ဖက်နဲ့ရွှေပန်းကင်ကြီးများကင်တစ်ခဲတို့ပေါ့ မှန်ပါဗျာ ပင်လုံးကြီးကိုကင်နေကြ မှန်ပါ ကင်ပြီးတော့ဖျားရှင်ရှိရာကိုလှမ်းပြီးတော့အဲ့ဒါအာယုံညုတ်ပြီးတော့သူ့ရဲ့ဒါနဖြင့်လည်းလှူခဲ့ဘူးတယ် မှန်ပါဗျာ အဲ့ဒီစေရနာတစ်ခုကြောင့်တို့ဒီဝိပါတိဖျားပွင့်တဲ့ချိန်ကစားပြီးဒီကောရမဖျားသာသနာတွင်မှာကဘာပေါင်း90ကဘာလို့ဆိုပါဗျာအဲ့ဒီ90ကဘာလုံးအပင်ရောက်ခဲ့ဘူးတဲ့ မှန်ပါဗျာ ဒီဘဝနဲ့နာဘဝပဲသူရောက်ခဲ့ဘူးတဲ့ မှန်ပါဗျာ ဆင်းရဲတယ်ဆိုတော့သူမကြားခဲ့ဘူး မှန်ပါဗျာ ဒီဘဝမှာအဲ့ဒီတခါလေးသူ့စေရနာလေးအလျောက်နဲ့လုတ်ခဲ့ဘူးတဲ့အဆံပြည့်မျိုးစီကဒီမှာယဟနာလာဖြစ်တယ် မှန်ပါ အဲ့ဒီရဲ့စေရနာလေးလေဒီမှာမဲ့ရဖို့ရမျိုးစီလာဖြစ်တာ မှန်ပါ ဒါမို့တို့စာရဲကြတော့သူ့ကိုသာသနာဝင်မှတ်တမ်းကြတော့ပုဗ္ဗဒုက္ခမထီလို့ပြီးခဲ့ပါဗျာ မှန်ပါ ဒီပုဗ္ဗဒုက္ခဆိုပန်းပိတ်တယ်ပုဗ္ဗဆိုပန်းဒုက္ခဆိုတိပိ မှန်ပါ ပွင့်နေတဲ့ပန်းတိပိကြီးကိုတခါအဲ့လိုလက်ကလေးနဲ့ခြင်ပြီးတော့ဖျားရှင်ကိုသူ့စေနာပါလှူခဲ့ဘူးတဲ့ကုသိုလ်လေးကြောင့်ရလို့ပုဗ္ဗဒုက္ခမထီ မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဟင် မှန်ပါဗျာ အဲ့ဒါကိုတို့ဒီစေနာလေးပါတော့အကျိုးပေးသွားတာမဟုတ်ဘူးလား မှန်ပါဗျာ ဟင် မှန်ပါဗျာ ဟင်တို့ဒီလို့တဲ့နေရာအဲ့လိုစေနာပါလားဟိ မပါရပါဘူးဗျာ ခင်းကြီးတယောက်နေမှာပါဗျာခင်ဗျာကိုလိုရမထုတ်ပါနဲ့ကျန်တာတွေပါမှာပါဟင်အဲ့တော့ဖယားလက်ထက်ကအဲ့ဒါတရားနာခါနေ့ကိုသူတို့ရဲ့နာသက်တီတို့စီကိုဖယားရှင်စီကိုမရောက်အောင်ပန်းနေချာ မှန်ပါ ဟုတ်ကလားပန်းပြီးသူ့လက်ထက်တုန်းကတော့နတ်ဖြူတို့ကရမတ်တို့နေမှာပေါ့ကွယ်အဲ့ဒီအမုံလေးတွေကိုလောဘံကွက်တဲ့ထက်မိရှိုးအဲ့ဒါလေးတွေတောင်းကမနီမဝေးနေလုံးတော့လည်းပုံသွားမှာပေါ့ မှန်ပါဗျာ တက်တော်တင်ကြဖယားကဲသို့ရုပ်ပွားဖြစ်တော်လည်းပဲ မှန်ပါ စက်ကူကြပဲဖြစ်ဖြစ် မှန်ပါ တို့ဒီဟာကိုတက်ရှိထင်ရှားဖျားကဲတို့စေတနာထားနိုင်ရင်တို့ရမှာရှိတယ်ပဲဖျားရှိတော့ကလည်းအတူတူပဲ မှန်ပါဗျာ တွဲတော်ပုံတော်ကိုကြည့်ပြီးရင်ဖျားတက်တော်ထင်ရှားရှိတဲ့နေရာသိပိုးပါမယ် မှန်ပါ အဲ့တော့ပုံတော်ဒီတို့မျိုးဥပမာနဲ့ပြောရင်တော့တယ်လီဖုန်းနံပါတ်ပဲ မှန်ပါ တယ်လီဖုန်းနံပါတ်လှည့်ပြီးရင်တယ်လီဖုန်းနံပါတ်အာရုံပြုပြောသလားဟိုတစ်ဖက်ကိုပြောလို့တဲ့ပိုင်ရှင်ကိုအာရုံပြုပြောသလား ပြောတာပါရှင်ပြောတာပါ ဟုတ်ကလားဟဲ့ မှန်ပါ အခုတို့ကြတော့ဟောဖျားကိုအာရုံပြုပြီးတော့လှူတာလားဒီရုပ်တုကြီးပဲတယ်လီဖုန်းနံပါတ်တင်ကြည့်လှူနေတာ ဘယ်လိုနံပါတ်နဲ့ကြည့်လို့လားရုပ်တုကြီးကြည့်လို့ရပါဗျာ ခမအိမ်နေမှာပါဗျာသူမအိမ်တော့ဒီလိုဟုတ်မှမတင်ပါဘူး ဒီတော့မသိပါဘူးဗျာဒီမိုင်း ဟင်ဟုတ်ကလားဗျာ မှန်ပါဗျာ ဟင်အဲ့ဒါတောင်းတိပြည်သူပြည်သားတွေလုပ်ပုံလို့လေ မှန်ပါဗျာ အဲ့တော့ဒီအိမ်မှာဘုရားကျောင်းဆောင်ထားတာကလည်းအဲ့ဒါတောင်းတိပြည်သူပြည်သား မှန်ပါဗျာ အများဆုံးကတော့ဝိတာခာ မှန်ပါဗျာ အနာတပေ မှန်ပါဗျာ သူတို့ကဘုရားနဲ့ရင်းနှီးတဲ့တကားတွေ မှန်ပါဗျာ အဲ့ဒါဝိတာခာကဘုရားကြွလာရင်တရင်သုံးဖို့သူ့ရဲ့အိမ်ဦးမှာကျောင်းဆောင်တစ်ခုအိမ်နဲ့ဆက်ပြီးတော့လုပ်ထားတယ် မှန်ပါဗျာ အဲ့ဒါရှင်မသာရိပုတ္တကိုတော်ကြီးလာလို့လည်းထိုင်ဝင်ချင်ပြ မှန်ပါဗျာ ဘုရားကလွယ်လို့ မှန်ပါဗျာ အဲ့တော့အိမ်ကြွလာရင်လည်းအဲ့လိုပန်းနေနေ မှန်ပါ သူ့အိမ်မိသားစုကအငြင်းကြည့်လေ မှန်ပါဗျာ ခုနကဘုရားစီစီကိုကုမှာဆိုလို့ မှန်ပါဗျာ ပန်းများနဲ့နတ်နာများနဲ့ မှန်ပါဗျာ ဟုတ်ကလားဗျ မှန်ပါဗျာ အဲ့ဒါအတွက်လုပ်ထားတာဒါမို့လို့အခုကဲမှာဟိုဗုဒ္ဓဘာသာမိဘစမွေးတဲ့သားသမီးရဲ့အိမ်တိုင်းဘုရားကျောင်းဆောင်လေးရှိကြတာ သိကြပါလား အဲ့ဒါဝိသကထုံးစမ်းလားအနာတွင်းတို့ထုံးစမ်းလား မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ အဲ့တော့တို့တရားနာတဲ့ခါကျတော့ဟောပန်းနေရှိရချထားရတယ် မှန်ပါဗျာ အဲ့ဒီကနေပြီးအမွှေးရှိတဲ့ခုနကနာပြူကရမတ်တို့ဟိုမီရှု မှန်ပါဗျာ အဲ့ဒါလေးနဲ့ထားရတယ် ဟင် မှန်ပါ တော့မိကြတော့ဟိုခုနက9000กว่าတောင်းနေရထုံးရတယ် မှန်ပါဗျာ အနာနာကထုံးကိုရှိတဲ့တွေကထုံးတော့ကိုခံနိုင်မလား ခံနိုင်ပါဘူးဗျာ အဲ့ကိုလိုသဘောထားမှာပေါ့ရုပ်ထုတယ်မထားနဲ့ မှန်ပါဗျာ ကိုမလည်းရုပ်ထုတယ်မထားနဲ့ မှန်ပါဗျာ ဟင်တက်တော်တင်ရှားကဲတော့ထားရမယ် မှန်ပါ အဲ့ဘယ်ရတက်တော်တင်ရှားအဲ့ဒီရှိတဲ့တွေကထွန်းရဲသလား မှန်ပါ အဲ့ကပ်ပြီးတော့ထွန်းရဲသလား တွဲပါဗျာ ဟင် တွဲပါ အနာဖယားနာကပ်ပြီးတော့ထွန်းရဲသလား တွဲပါ အထွန်းရဲပါဗျာ တွဲပါ ဟင်အဲ့ထွန်းရဲဘူးဗျာဟင်
จิตเดการทุงเยบุอนานาการทุงเยบุดูตีสกุจับไปพิบสียูดูดอกไปพิบสีพยาเกตุตโพธาบีดูยูติยารีรามาคารวะมีเอาตัวกูเวนี่ลูกจ่าระราปีโลหอเทียนาบยาพยาเชงอะไรตัวเนี่ยเป็นยาฮอบยาฮอบีดอมาแต่นี่จะดูลูกเดลูกทีดูมาเคเรมาดานิกุปยันชอบท่าตามมาเดมาตัวชีดเอาจ้าอะไรตัวเป็นลูกพิจารณาเพียสร้างอะไรเด็กเป็นลูกพิจารณาเพียชาอะไรตัวเป็นลูกเพียที่ตัวเราเป็นเพียชอบเป็นนั่นเราเป็นลูกเพียงานนั่นเราเป็นลูกเพียตัวอะไรเจ้าเนี่ยดีลูกตัวมีเป็นลูกนี้อายุเท่าไรกูตายยี่ราตัวเป็นลูกอายุเท่าไรแอบยิงไปเลยจ้าไปงานนี่จ้าเลยตาลีอายุเท่าตาลีดีลูกลูกแต่การเรามีน้ำมาเลยเพียเสียกุลีอาได้ตัวเนี่ยต้องรีบไปลูกเพียดีอันนี้เป็นลูกพิจารณาဟုတ်ကလားအတန်လေးမှတ်တဲ့ပုဂ္ဂိုလ်လေးဒီတိုင်းပေါ့အနာလေးတခုရှူရင်းနဲ့မှတ်တဲ့ပုဂ္ဂိုလ်ဒီတိုင်းပေါ့ဝါတဲ့နေရာမှတ်တဲ့ပုဂ္ဂိုလ်ဝါတဲ့ခါပဲလို့အန်လေးမှလိုက်တော့ပဲလို့အန်လေးကြံချလိုက်တော့ပဲနဲ့ဟုတ်ကလားဗျညူချလိုက်တော့ဘယ်လိုဖြစ်သွားတယ်ကိုသားတာကိုမှတ်ပြီးဒါပဲပြန်လျှောက်တာအဲ့ဒါတရားသိခန္ဓာပဲဟင်ကိုလုံးတဲ့လို့တယ်လေကိုတနေ့တာမှတ်ခဲ့တဲ့အမှတ်တယ်အဲ့ဒါပြန်လျှောက်တယ်အဲ့ဒါဆိုဘယ်လိုအာယုပြုဘယ်လိုဆက်မှဒါဆိုကောင်းသေးအာယုမှနဲ့ဆက်ကျိုးတာဒါဆိုဝရိယလိုတည်တဲ့နည်းနည်းလျှော့လိုက်တိုးလိုက်အဲ့ဒါလေးခိုင်းတာပဲအဲ့ဒါတာဝတိတီသူပြည်သားတွေကအဲ့လိုလုပ်သွားတာဒီလိုနဲ့7နှစ်13နှစ်သားသမီးဆိုတောတာပါနေကဲတရားဘက်ကခက်သလားမခက်ပါဘူးကဲတို့ဘယ်သူဘက်ကခက်တာဒီရောဘက်ကခက်တာဟုတ်ကလားမှန်ပါဗျာအဖို့ဘယ်သူခက်တာအဖို့ဘယ်သူခက်တာတော့ကိုဘက်ကခက်တာဟောအစိတ်ကခက်တာနဲ့တူပါတယ်ပေါ့မှန်ပါဟုတ်ကလားဘုမနိုင်တော့ဘူးပေါ့အဖို့စိတ်ဖို့မနိုင်တော့ဘူးပေါ့လည်းကျိုးစားတော့မှာဟုတ်ကလားအဖိုးကြီးရောသူစိတ်ထင်ရခရက်မြည်ရတယ်သွားတာထင်တယ်မှန်ပါဟင်ထင်ရသွားတာသူထင်ရသွားတာဟင်သူလို့ချင်တာကြဘယ်လိုကလေးကသူလို့ချင်တာပါပဲအဲ့တော့အဖိုးကြီးလေးနဲ့ဖူးနေပဲနဲ့တူတူပဲလားမတူဘူးပြတူတာဘယ်လိုမတူတာတော့အဖိုးစိတ်ကလည်းလိုပဲမဟုတ်ဘူးလားအဖိုးစိတ်မှမနိုင်တာစိတ်ကတော့အဲ့လိုတူတူပါဗျာဟုတ်ပါတယ်ဗျဟင်စိတ်ကတော့မြည်လေးလည်းသူစိတ်ထင်တာရှောက်လောက်တာထင်တယ်မှန်ပါသူစိတ်သူနိုင်လားမနိုင်ပါဘူးအဖိုးစိတ်ခိုင်းတာလုံတာထင်တယ်နိုင်လားမှန်ပါဗျာမနိုင်ပါဘူးနိုင်အဖို့ပဲတော့မြင်းနေဖို့ကျွဲတူလားမဲတူကြနေပါဟုတ်ကလားမီးကတော့နည်းနည်းကြီးမလားလို့ဟင်မီးကတော့နည်းနည်းကြီးမလားလို့ကြီးမယ်ဆိုကြီးရတာဟုတ်ကလားဗျာမှန်ပါဗျာဟင်ကိုယ်စိတ်ကိုဘာလို့မနိုင်ရမှာတော့ဗျာအဲ့ဒါတို့တာဝတိပြည်သူပြည်သားတွေဒီအမှတ်ကလေးနဲ့ကိုလုတ်တဲ့လူကလေးတွေမှတ်သွားတာပါပဲဟုတ်ကလားမှန်ပါအဲ့တော့ဒီလေဒီကိုလုတ်တဲ့လူကလေးနောက်ကနေပြီးအစွဲသိကတိစွဲသိကဒါကြက်ဆိုရင်လည်းလိုက်မှမသိမှန်ပါဒါဝက်ဆိုလည်းလိုက်မှမင်းတို့လည်းငါမယုံဘယ်လိုဝက်တို့မင်းတို့လည်းငါမယုံကြက်ဆိုလည်းငါမယုံဟုတ်ကလားအဲ့ဒါတို့လိုက်မှတာပဲအဲ့ဒါတရားတွေပဲဟင်အဲ့တော့တို့ဘက်ကခက်နေတာကတရားကိုတရားမှမသိတာအဲ့ဒါတို့ခက်နေကြတာထင်တယ်ပြီးတော့တရားရဲ့တန်ဖိုးကိုထမင်းတစ်လုံးလောက်တော့မလိုက်နာနိုင်လားအဲ့ဒါတို့ခက်နေတာဟင်ဒီအခက်ကလေးနှစ်ခုကိုတို့ဖြည့်ရှင်းလိုက်လို့ရှိရင်သာဝတိပြည်သူပြည်သားတွေဒီလိုလုပ်ရင်တို့လည်းရမှာပေါ့တို့အတွက်ဒီသာသနာထားခဲ့တာမဟုတ်ဘူးလားဟင်ဒီသာသနာဘာလို့ထားခဲ့တယ်တို့အတွက်ထားခဲ့တာဟင်တို့ကိုထားခဲ့တာတို့လုံတို့ရမှာပဲဟုတ်ကလားဟင်အဲ့တော့ဘုရားရှင်လက်ထက်တုန်းကမနေ့မှာဆွမ်းညနေမှာဖီမီပန်းနေရေးချမ်းအဲ့ဒါဘုရားဝတ္တိလုတ်ပြီးဂျန်တဲ့ချင်းအမတ်ကလေးနဲ့လောကီကိစ္စလုတ်ထားအဲ့ဒါလိုက်ပြီးတို့လည်းမနေ့မှာဆွမ်းတယ်ဟဲ့ဟင်အဲ့တော့ဆွမ်းကြတော့ဘုရားကတော့ဘယ်လောက်ကြီးတော့ပကဆွမ်းပကံကလေးပါဗျာဘုရားလက်ထက်တုန်းကအဲ့ဒါလေးနဲ့သွားကြရဲမလားမကြရဲပါဘူးဗျာခုတော့ဘာပြောလို့ခုတော့ရုပ်ပါတော့အာယုံပြုလိုက်ကြသေးလို့ပါဗျာဟုတ်ကလားဗျာမှန်ပါဗျာဟင်ပကံလေးကလေးပါဟင်တို့ညီကစားတဲ့ခွက်နဲ့ဖျားစားတဲ့ခွက်ဘယ်ဟာကကြီးတော့ညီကစားတဲ့ခွက်ကကြီးပါလေဗျာဟုတ်ပါမလားဟုတ်ပါလေဗျာတိုင်းတို့ဘာတော့ဖျားကိုမီးတော့တော့မကြည်ညိုသေးဘူးကြည်ညိုသေးပါဘူးဖျားနဲ့မီးဘယ်သူပိုကြည်ညိုလို့မီးကိုကြည်ညိုနေရတာပါဖို့မေးလို့မရတော့ကြည်ညိုရကြတာပါဗျာဟင်တိုင်းရင်ဖို့ဗုဒ္ဓဘာသာလားမီးဘာသာလားမီးဘာသာဖြစ်လာပါဘယ်လိုကမီးဘာသာလဲပြောကုန်ပြီဖို့တော့ဟင်ဒါပြေကိုတို့ဘာတော့တကောင်စင်းစစ်တော့လာလိမ့်မယ်ကိုယ်ွယ်ဒီဘာသာဘာတော့ဆိုရင်ဖို့ဘယ်လိုပြောဒီဘာသာခုပါမလားဖို့ဟင်ဟုတ်တယ်ပါပြောပါဗျာဟုတ်ဗျာဖို့လိမ့်မယ်ကိုယ်ွယ်တော့မီး
အမိခံတော့ပူတော့ပါလားဟင်တို့သတိဖြစ်နေတယ်ကွယ်တို့သတိဖြစ်နေတယ်သတိနဲ့မလုပ်ပါဘူးတက်တော်တရားဘုရားကဲဆိုအာယုံပြုလို့တို့ရန်ကုန်မှာဆိုလို့ရှိရင်အဲ့ဒီဆုံးကားလို့ရှိရင်သူတို့သားတဲ့တိုင်ကတာကပြီးတို့သီလရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ကိုဆောက်တည်ထားတဲ့သီလကိုအာယုံပြုပြီးစားရပါတယ်နတ်တင်မုံတော်စားရသေးတာဘာလို့ဆုံးတော့ပဲမစားရရမှာတော့ဟင်တို့ဟိုတော်မှနေတဲ့တန်ဃာတွေဒါနဲ့ပဲဟိုဆုံးတော့ကတာပဲဒါနဲ့ပဲစားရတာပဲမဟုတ်ဘူးလားဟုတ်ကလားဟိုတို့နတ်တင်မုံစားရတယ်ဘုရားဆုံးတော့ပဲသူမှစားရင်ဟုတ်ကလားအဲ့တော့တို့ဟိုတကယ်လို့ကိုကသီလဆောက်တည်ထားတာမရှိလို့ရှိရင်အဲ့ဒီဘုရားဆုံးတော်ကချင်းတို့တောက်တော်ကြီးချမ်းလဲချင်းအဲ့ဒီဝေယဝိသကိုလုတ်တဲ့ဝေယဝိသကုံကိုအာယုံပြုပြီးစားရတယ်မှန်ပါဟင်ဒါဖယားဆွတော်ပဲကိုစားအန်တရပူတောင်ကင်းပါသေးဗျာမှန်ပါဟင်မှန်ပါဗျာအဲ့တော့လွန့်ပြဖို့လည်းမလိုပါဘူးဗျာပါပြစရာလိုသေးတော့မလိုပါဘူးဟုတ်ကလားဟဲ့မှန်ပါအေးအဲ့တော့ဖယားတို့ကိုတတိလေးမလုပ်ပါနဲ့ပါလို့အားကြသို့သာဓုသာ